ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်ကိုတကယ်ချစ်ကြပါဘူးဗျာကိုကျိုးစီဝါအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်အဲ့တော့လူလိန်တွေဆိုတဲ့နေရာမှာထိတ်ဆုံးကတော့လူပညာရှင်တွေကလည်းပါတာပေါ့ဗျာလူပညာရှင်အချို့ပါတာပေါ့ဘာလို့လဲဆိုတော့တိုင်းပြည်ကိုချစ်တဲ့ရအောင်နဲ့ကိုကျိုးစီဝါအတ္တအတွက်အကုန်လုံးချနှင်းကြတာလေလူပညာရှင်တွေရဲ့ထိတ်ဆုံးကနိုင်ငံရေးသမားအချို့ကလည်းထိတ်ဆုံးကလူပညာရှင်အချို့ကလည်းထိတ်ဆုံးကဆရာဝန်အချို့ကလည်းထိတ်ဆုံးကမီဒီယာဂျာနယ်လစ်အချို့ကလည်းထိတ်ဆုံးကဘာခေါ်လဲစီဝါရေးသမားအချို့ကလည်းထိတ်ဆုံးကအဲ့လိုပေါ့ကဏ္ဍအသီးသီးစက်တာအသီးသီးမှာနော်ကဏ္ဍလိုက်မှာအကုန်လုံးကကိုကျိုးစီဝါအတ္တအတွက်အကုန်လုံးတယောက်ချနင်းကြတာအဲ့လိုမျိုးနင်းကြရင်းနဲ့ကိုတိုင်းပြည်ကိုနင်းနေမှမသိအောင်ဖြစ်သွားကြတာတိုင်းပြည်အဲ့လိုချင်းနေဘူးနော်ဆိုတော့အဲ့လိုချင်းတွေထဲမှာအကြောင်းအရာတစ်ခုကကျွန်တော်ဒီထည့်ပြောအောင်ဖြစ်လာတယ်အဲ့ဒါဘာလဲဆိုတော့ဒီပြပနေပြီးတော့ကုမ္ပဏီပေါင်း100ကျော်ပေါ့ဗျာကုမ္ပဏီပေါင်း100ကျော်ပေါ့ကုမ္ပဏီပေါင်း198ခုပဲပြောရင်ပုံမှန်ပါတယ်198ခုကိုနော်အခုစောချစ်သူအပါဝင်ပေါ့စောချစ်သူရဲ့ကုမ္ပဏီပါဝင်198ခုဟိုကနေပြီး NASA ကနေပြီးတော့မြည်ပြစင်းသွင်းလိုက်တယ်ကုမ္ပဏီပေါင်း198ခု200နီးပါးပေါ့ဗျာနော်တော့ဘာလို့ဆိုပို့ကုန်ရငွေနိုင်ငံခြားငွေပေါ့နော်အဲ့ဒါတွေကိုပြန်ပြီးသွင်းမလာလို့ပို့ကုန်ရငွေနိုင်ငံခြားပို့ကုန်ရငွေပြန်သွင်းမလာအောင်2026ခုနှစ်ကတည်းကနေပြီးတော့ပို့ကုန်ရငွေတွေပြန်မသွင်းမနေတာ16ခုနှစ်ကနေပြီးတော့2020အတွင်း16ကနေ2020အတွင်းဆိုတော့ပြောချင်တာကတော့ NLD အစိုးရလက်ထက်ကလို့ပြောချင်တာဒီ NLD အစိုးရလက်ထက်နောက်ဆုံးပြီးခဲ့တဲ့9နှစ်အတွင်းပေါ့နော်ပြီးခဲ့တဲ့9နှစ်အတွင်းမှာနိုင်ငံခြားမှာကုမ္ပဏီဖွင့်တယ်မြန်မာပြည်မှာကုမ္ပဏီဖွင့်တယ်နိုင်ငံခြားမှာအလုပ်သွားလုပ်တယ်နိုင်ငံခြားမှာပို့ကုန်ပစ္စည်းပို့တယ်သွင်းကုန်ပစ္စည်းသွင်းတယ်အဲ့လိုအစတဲ့ပို့ကုန်သွင်းကုန်လုပ်ကြတာအထူးသဖြင့်ပို့ကုန်ပေါ့ပို့ကုန်သွင်းကုန်လုပ်ကနေ trading ကုမ္ပဏီတို့ပေါ့နော်အဲ့လိုလုပ်တဲ့အထက်မှာကုမ္ပဏီပေါင်း198ခုကအဲ့နိုင်ငံခြားငွေတွေပြန်သွင်းမလာဘူးသူတို့ရဲ့နိုင်ငံခြားမှာရှိတဲ့ဘဏ်အကောင့်တွေနဲ့ပတ်စံပြန်သွင်းမလာဘူး2016ကနေပြီးတော့2016ကနေ2020အတွင်းပြန်သွင်းမလာတဲ့ပတ်စံတွေအမောက်များပုံရတယ်ဗျကုမ္ပဏီတစ်ခုကိုဒေါ်လာ1000ပဲမသွင်းအောင်ပေါ့နော်ကျွန်တော်နမူနာပေးတာပါ1000ဆိုတာလည်းခင်ဗျားတို့ပြောရင်ရည်စရာကြီးလို့ဖြစ်တာပေါ့နော်ဒေါ်လာ1000ပဲမသွင်းအောင်ပေါ့နော်198ခုဆိုရဲကဒေါ်လာ1.9 သန်းလို့အထိပဲတက်ရောက်တယ်နော်ပြောကြတယ်ကုမ္ပဏီကဒေါ်လာ1000ဘလို့ကောက်အောင်လဲရုပ်ကုမ္ပဏီတွေနော်အဲ့တော့ထားပါတော့အဲ့ဒီလိုလုပ်တဲ့ကုမ္ပဏီတွေအကုန်လုံးကို NASA ကရဲ့ဒီလက်ရှိဗဟိုဘဏ်နေပြီးတော့မနေ့က30ရက်နေ့ညနေပြီးတော့စာထုတ်တရားဝင်ထုတ်ပြန်တယ် blacklist သွင်းပါတယ်ပေါ့ဆိုတော့ကျွန်တော်ကုမ္ပဏီပေါင်း198ခုလူပုဂ္ဂိုလ်နဲ့ဆိုရင်900ကျော်ပါတယ်လူပုဂ္ဂိုလ်နဲ့ဆို900ကျော်ပါတယ်အဲ့တော့ကျွန်တော်အဲ့ဒါကိုကြည့်တာဗာလိုက်ဖတ်ကြည့်တယ်ကျွန်တော်ဒီနေ့အဲ့စာကိုဒီနေ့ကျွန်တော်တခြားဖတ်တယ်ဖတ်ကြည့်တဲ့အခါကျတော့အဲ့ထက်မှာထူးထူးခြားပါလာတာကချစ်လင်းမြိုင်တူရိုတာဆိုတဲ့ကုမ္ပဏီပြောရင်တော့ချစ်လင်းမြိုင်ဆိုတဲ့နာမည်ပါကြတဲ့ကျွန်တော်ချစ်လင်းမြိုင်ဆိုတဲ့ဒါတရက်ရောက်ဆိုစလိုက်ပြီအဲ့တော့ကျွန်တော်သိလိုက်ပြီဘယ်သူလဲဆိုကြည့်ရတော့ဘူမီဆော့ချစ်သူပေါ့ဗျာဆော့ချစ်သူပေါ့သူ့နာမည်စံမြင့်ဆိုတဲ့နာမည်တော့ဟိုမှာစင်းပေးထားတယ်သူသားဆော့ချစ်တို့ကတော့အစားပါတော့ဆိုတော့ဒါချစ်လင်းမြိုင်တူရိုတာဆော့ချစ်သူရဲ့ကုမ္ပဏီဆိုတာကိုပေါ်လွင်သွားတယ်အဲ့တော့ပြောရင်တော့ဘူမီဆော့ချစ်သူပိုင်တဲ့ချစ်လင်းမြိုင်တူရိုတာကုမ္ပဏီဆိုတာလည်းပါဝင်သွားတယ်အဲ့ဒီကုမ္ပဏီက2016ခုနှစ်ကနေ2020အတွင်းပို့ကုန်ရငွေတွေကိုပြည်တွင်းပြန်မသွင်းဘူးပေါ့ပြန်သွင်းမလာဘူးနိုင်ငံခြားငွေပြန်သွင်းမလာတဲ့အတွက်အဲ့ကုမ္ပဏီတွေအကုန်လုံးကိုအဲ့ကုမ္ပဏီပေါင်း198ခုနဲ့ကုမ္ပဏီ198ခုနဲ့လူပုဂ္ဂိုလ်900ကျော်အမြင့်ပြည့်စင်း NASA ကသွင်းလိုက်တာဖြစ်တယ်အဲ့တော့ဒီလိုသွင်းတဲ့အတွက်တချို့တွေကတော့ပြောမယ်ပေါ့ဗျာပြောမယ်ပေါ့ဒီစစ်ကောင်စီကတော့ပတ်စံနိုင်ငံခြားငွေတွေအရန်လိုနေတော့အကုန်လုံးရှောက်ပြီးတော့လိုက်ပြီးတော့အကုန်လုံးရဲဆွင်းပြီးသွင်းပြီးတော့ဟိုဘေးကျတဲ့တူအောင်လုပ်နေပြီးဒုက္ခပေးနေပြီးစီးပွားရေးလုပ်ငန်းရှင်တွေကိုချိနေအောင်လုပ်နေပြီလို့ခင်ဗျားတို့ပြောကြလိမ့်မယ်အဲ့လိုပြောကြမယ်ဆိုရင်ခင်ဗျားတို့အတွေးကိုသေချာလေးပြန်စဉ်းစားပါဟုတ်လားမဟုတ်လားကို့အတွေးကိုပြန်ပြီးစမ်းစစ်ပါငါတွေးတာမှန်ရလားဟုတ်ရလားဘာလို့လဲဆိုတော့ငါသိတဲ့ data နဲ့ဟိုများဟုတ်တော့မှားလားမှန်လားပြန်စဉ်းစားဖို့လိုတယ်အဲ့ဆိုသူဒီ blacklist လောက်ရခြင်းအကြောင်းရင်းက2016ခုနှစ်ကနေ2020အတွင်းအဲ့ဒီဟို16 20ဆိုဒီ9နှစ်ဒါအတွင်းလို့ပြောပြရစီ4နှစ်ကျော်အတွင်းပေါ့နော်အဲ့ဒီအတွင်းမှာသူတို့ပို့ကုန်ရငွေပတ်စံတွေမသွင်းတာ2020နောက်ပိုင်းမဟုတ်ဘူးအဲ့တော့ NLD ဆိုလက်ထက်လို့ခေါ်တယ်ပြောရင်တော့ကျွန်တော်တို့တခြားနိုင်ငံခြားကုမ္ပဏီတွေလုပ်တဲ့ခါမှာပြီးခဲ့တဲ့တက်တန်းအဲ့မှာရှိနေတဲ့နိုင်ငံခြားမှာပို့ကုန်သွင်းကျွန်တော်နိုင်ငံခြားပစ္စည်းတစ်ခုပို့တယ်အဲ့ရတဲ့နိုင်ငံခြားငွေရှိတယ်အဲ့နိုင်ငံခြားငွေကပြည်တွင်းပြန်သွင်းလာရမှာအဲ့ဒီနိုင်ငံမှာပဲထားမှာမဟုတ်ဘူးပြည်တွင်းပြန်သွင်းလာပြည်တွင်းကဘဏ်တွေကိုပြည်တွင်းမှာရှိတဲ့နိုင်ငံတော်ဘဏ်တွေကိုနိုင်ငံခြားကုန်သွယ်ဘဏ်တွေကိုထည့်ရမယ်ဒါမှမဟုတ်လေတစ်ခုပေါ့ပြည်တွင်းမှာရှိပုဂ္ဂလိကဘဏ်တစ်ခုတွေထည့်ရမယ်ဒါမထည့်ဘဲနဲ့သူဟိုမှာပဲထားတယ်ဟိုမှာပဲထားပြီးတော့ဟိုဘာလုပ်နေလဲတော့မသိဘူးပေါ့ဘာလုပ်နေလဲတော့မသိဘူးဟိုမှာပဲထားတယ်
ဆိုတော့နိုင်ငံခြားငွေကရှိမှနိုင်ငံတစ်နိုင်ငံမှာနိုင်ငံခြားငွေမရှိရင်အဲ့နိုင်ငံကတခြားနိုင်ငံနဲ့ကုန်သွယ်လို့မရဘူးဗျအဲ့တော့ဒါတွေကိုပြန်မသွင်းခြင်းအပြင်တို့မှာဘာရွေးချက်ရှိနေလဲဆိုတာတို့ပဲသိမှာကျွန်တော်တို့မသိဘူးအဲ့တော့မသွင်းတဲ့လူတွေကဒေါ်ဆုံးကြီးဆိုလက်ထက်ကနာဆာကဦးမင်းအောင်နာဆာကဆိုတာဦးမင်းအောင်လက်ထက်မှာမဟုတ်ဘူးအဲ့ဒါကိုသိဖို့လိုတာအဲ့လက်ထက်ကငါ့ကိုအခုမှနာဆာကအစိုးရကဒါတွေကိုစစ်ဆေးတွေ့ရှိလို့မေးတာမေးမြန်းတဲ့အခါမှာသက်ဆိုင်တဲ့ကုမ္ပဏီတွေကိုသေချာမေးပုံရတယ်ဒီတိုင်းပလိန်ခင်ဗျာ2016ကနေ20အတွင်းမှာမင်းရထားတဲ့နိုင်ငံခြားငွေအဲ့နိုင်ငံခြားဘဏ်တွေမှာရှိတဲ့ပတ်စံတွေကဲပြန်သွင်းကွာလို့ပြောတာပြန်သွင်းကွာလို့ပြောရင်ပြန်သွင်းမှလားမင်းဘာလို့မှလဲမေးပြန်သွင်းဖို့လိုတယ်ပြောရင်ဟိုသေချာမေးမြန်းနေဦးမယ်ကုမ္ပဏီတစ်ခုချင်းစီကြည့်နေမှာပေါ့ကုမ္ပဏီကြည့်ပြီးတော့မှမသွင်းတဲ့အဆုံးစောင့်ကြည့်ရင်စောင့်ကြည့်နေ3-4နှစ်2020အထိဗျာ16ကနေ2020အထိ21ကနေ20ကဆိုအုပ်ချုပ်တယ်ဗျာ21 22 23 24ဟို25ရက်ရောက်လာအဲ့တော့သူဒီ9နှစ်တွင်မှာ9နှစ်နီးပါးတီးခံပြီး4နှစ်ကျော်တီးခံပြီးတော့အခုမှ blacklist ထုတ်တာအဲ့ဒီကုမ္ပဏီတွေကိုရှေ့မှာလည်းထုတ်ခဲ့ရရှိပါတယ်အခုဒီကုမ္ပဏီတွေနဲ့ပတ်သက်ရင်ကျွန်တော်ပြောတော့ရှေ့ရောက်ထားအောင်အဲ့တော့ဒီ4နှစ်ကျော်နီးပါးအချိန်စောင့်ပြီးမှအခုမှ blacklist ထုတ်တာဖြစ်တဲ့အတွက်ငါဆက်ကလွန်သလားအဲ့ဒီကုမ္ပဏီလွန်သလားဆိုတာခင်ဗျားတို့ပဲစဉ်းစားပြီးတော့နော်အဲ့တော့ကုမ္ပဏီတွေကနိုင်ငံကိုချစ်လားမချစ်လားဆိုတော့မေးခွန်းအဲ့ဒါပဲတချို့စီးပွားရေးသမားတွေတော်တော်များပြောကြလိမ့်မယ်ပြောကြလိမ့်မယ်ဟာကျွန်တော်တို့ရဲ့နိုင်ငံခြားမှာရှိတဲ့ငွေတွေကိုမြန်မာပြည်ပြန်သွင်းမယ်ဆိုရင်ဘိုးဘန်းက2100နဲ့ဖြတ်နေတာဘိုးဘန်းက3000ကျော်လေးနဲ့ဖြတ်နေတာအပြင်မှာ4000ကျော်ပေးနေ4000ကျော်ပေါက်နေတာကျွန်တော်တို့ကဒေါ်လာတိုင်းမှာကျွန်တော်1000လောက်ရှုံးနေတယ်ဒေါ်လာ1000ဆိုရင်နော်အများကြီးရှုံးဒေါ်လာ1000ဆိုရင်ငွေသိန်း1000ရှုံးသွားပြီဗျကျွန်တော်တို့ကရှုံးနေပြီအဲကြောင့်ကျွန်တော်တို့ကဘယ်သွင်းမလဲဆိုပြီးပြောကြလိမ့်မယ်ဒါဆိုရင်အဲ့ဒီလိုမျိုးမသွင်းမလဲနိုင်ငံခြားမှာထားနေမယ်ဆိုရင်ကျွန်တော်နိုင်ငံကနိုင်ငံခြားငွေမရှိတော့ဘူးဆိုရင်ကျွန်တော်နိုင်ငံမှာရှိတဲ့လိုနေတဲ့ကုန်ပစ္စည်းတင်သွင်းမှုတွေဘယ်သူကတာဝန်ယူမှာလဲဘယ်လိုရှင်းကြမလဲဒီနိုင်ငံမှာဖြစ်နေတဲ့ပြဿနာကဘာလဲဆိုတော့နိုင်ငံခြားငွေပြဿနာအများခက်ခဲရှိတယ်ဥပမာကျွန်တော်တို့ကနိုင်ငံခြားငွေကိုတစ်နှစ်ကိုမြန်မာနိုင်ငံ16.ကျွန်တော်နောက်ဆုံးကိန်းဂဏန်းလေးမှတ်မိတာပြောမယ်နော်16.8 ဘီလီယံနာဆာကဆိုတက်ချင်းကာလာတော့တက်ချင်းသူဟိုဘဏ္ဍာနဲ့ထက်ဝက်ပဲရှိတဲ့အတွက်10ဘီလီယံပတ်ချလိုက်လောက်ရှိတယ်အဲ့ဒီကနေဒီဘက်ရောက်လာတယ်16.4 ဘီလီယံလောက်မသိရတယ်နောက်ပြီးလည်းပြော16.8 ဘီလီယံထိရခဲ့ဘူးလေနောက်ပြီးနောက်တစ်နေ့မှာ16.2 လားမသိပြန်ကျသွားတယ်အခုဒီလာမဲ့ဘက်ဒီမှာဘဏ္ဍာနဲ့မှာတော့16ဘီလီယံ plus ပေါ့နော်အထက်ကိုရောက်မယ်ဘယ်လောက်လဲတော့ကျွန်တော်မသိဘူး16ဘီလီယံကျော်ရမယ်အဲ့တော့အဲ့16ဘီလီယံကိုနာဆာကအစိုးရကတစ်နှစ်ပတ်လုံးမြန်မာပြည်ကနေပြီးတော့နိုင်ငံခြားငွေရတဲ့ငွေမြန်မာပြည်ကထွက်တဲ့ပဲပြောင်းနှံဆန်စသဖြင့်ဗျာရှိသမျှထွက်တဲ့အကုန်ပစ္စည်းအကုန်လုံးနိုင်ငံခြားပို့လိုက်တဲ့ရတဲ့ပတ်စံ16ဘီလီယံကျော်ပေါ့နှစ်စဉ်ရတယ်အဲ့တော့နာဆာအစိုးရမတိုင်ဟိုဘက်ကဆိုရင်တော့ဟိုဘက်ကအရသာအစိုးရတွေတော့ဦးသိန်းစိန်အစိုးရလက်ထက်မှာနဲတယ်ဒေါ်ဟိုနှစ်ကုန်ပိုင်းလောက်မှာတော်တော်များလာတယ်ဒေါ်ဆန်းစုကြည်လက်ထက်မှာနည်းနည်းပြန်ကျသွားတယ်ပြီးလည်းပြီးတော့နိုင်ငံရေးဖြစ်တဲ့အခုငြိမ်သားဆိုတော့ဒေါ်ဆန်းစုကြည်အစိုးရလက်ထက်ပတ်လက်လောက်ကိုပြန်ရောက်သွားတယ်ဒါပေမဲ့ဒီ16.8 ဘီလီယံလောက်ပတ်ချလဲလောက်ပဲရှိတဲ့ဒီနိုင်ငံခြားငွေကနိုင်ငံတော်မှာနိုင်ငံရဲ့အခြေအနေကဘာလို့ဆိုတော့လုံလောက်မှုမရှိဘူးဟိုနိုင်ငံခြားငွေလုံလောက်မှုမရှိတော့အခုဘာဖြစ်လဲလို့မေးပစ္စည်းတင်သွင်းမှုတွေမှာပြဿနာအများကြီးတက်တယ်ပစ္စည်းတင်သွင်းပြဿနာအများကြီးတက်ကြတယ်အဲ့တော့ဒီ16ဘီလီယံကျော်ကိုနိုင်ငံတော်ကဘာလို့လဲဆိုတော့လောင်စာစီအတွက်ကဘလောက်ခွဲရတယ်နော်တစ်နှစ်ပတ်လုံးဝန်နိုင်တဲ့ငွေကိုကျွန်တော်တို့ဝန်ထမ်းရှိရဗျာငါ့တက်လာဝင်ငွေကဘယ်လောက်ရှိတယ်အဲ့တော့ငါအဲ့ဝင်ငွေတွေငါဘယ်ဟာဘယ်လောက်သုံးမယ်ခွဲသုံးသလိုပဲကျွန်တော်တို့ရဲ့နိုင်ငံခြားဝင်ငွေကနိုင်ငံခြားငွေကဘယ်လောက်ရှိတယ်16ဘီလီယံကျော်ရှိအဲ့ဒါကိုဆို73စီအတွက်ကဘယ်လောက်စားသုံးစီအတွက်ကဘယ်လောက်နော်စက်ပစ္စည်းကုန်ကျန်းအတွက်ဘယ်လောက်နော်ဆက်စပ်မှုထုတ်ကုန်ကျန်းအတွက်ဘယ်လောက်ဘာအတွက်ဘယ်လောက်စခွဲတာပေါ့ဗျာခန္ဓာလေးခွဲလိုက်တာပေါ့နော်လိုအပ်ချက်တွေအကုန်လုံးခွဲလိုက်တဲ့ခါကျတော့16ဘီလီယံကမျှပေးနေရတဲ့ခါကျတော့မလောက်မငါတွေဖြစ်ပြီးတော့တချို့ကဏ္ဍတွေဆိုရင်မေ့ကိုထားပြစ်ကိုထားတဲ့အထိဖြစ်တာတချို့ကဏ္ဍတွေဆိုရင်နာဆာကဆိုပြစ်ကိုထားရတဲ့ဘောရောက်သွားတာတချို့ကဏ္ဍတွေဘာလို့ဆိုလက်ရှိနိုင်ငံအခြေအနေကတည်ငြိမ်အေးချမ်းမှုမရှိဘူးအဲ့တော့တည်ငြိမ်အေးချမ်းမှုမရှိတဲ့တည်ငြိမ်အေးချမ်းမှုမရှိတဲ့အပေါ်မှာမူတည်ပြီးတော့တည်ငြိမ်အေးချမ်းအောင်လုပ်ရတဲ့ပစ္စည်းတွေဝယ်ရတာလည်းရှိတယ်အဲ့မှာပြဿနာကလိုအပ်ချက်ကတချို့ကဏ္ဍတွေကိုပြစ်ကိုထားရတယ်ဖြစ်သွားတယ်ဘယ်လောက်ထိပြစ်ထားရလဲဆိုခုဆေးဝါးဆိုလို့ရှိရင်ဆေးဝါးတွေရက်ကွက်တွေထဲမှာခင်ဗျားတို့သွားကြည့်ပါလေ့လာကြည့်ပါအခုနာဆာကအစိုးရတာဝန်ရှိသူတွေဒီကိစ္စတော့ကျွန်တော်တခါထည့်ပြောပါမယ်ခင်ဗျားတို့အခက်အခဲလို့ကျွန်တော်သိတယ်ဒါပေမဲ့ခင်ဗျားတို့လုပ်ပြရမှာလည်းခင်ဗျားတို့တာဝန်ရှိတယ်ဒါကိုလည်းခင်ဗျားတို့ပြောချင်တာအခုဆေးဝါးလို့ဟာမျိုးဥပမာပေးမယ်ဆေးဝါးအခုရက်ကွက်တွေမှာခင်ဗျားဆေးလိုက်မေးကြည့်အလားတူဆေးပဲရတယ်အသက်ကြီးရွယ်အိုတယောက်ကပုံမှန်ဆွဲတောင်းနေတဲ့ဆေးတစ်မျိုးကရက်ကွက်ကဆေးဆိုင်မှာတောဝယ်အလားတူပဲရှိတယ်ဒီဆေးပဲတောက်မယ်လို့ပြောတယ်ဆေးတစ်မျိုးနာမည်ရှိတယ်အဲ့နာမည်ကိုဆရာဝန်ညွှန်ထားတယ်အဲ့ဆေးကကောင်းတယ်โอเคအဲ့ဆေးပဲတောက်တင်တယ်လို့ပြောတဲ့အချိန်မှာအဲ့ဆေးနဲ့အဲ့ဒီအဖွားကိုအသက်ကြီးရွယ်အမျိုးသမီးတယောက်ကအမေတယောက်ကအဖေတယောက်ကဦးလေးတယောက်ကဒီဆေးကိုတောက်နေတယ်အဆင်ပြေနေမဲ့သူနဲ့အလားတူဆေးတောက်မယ်လဲဆိုတော့
ဒီဆေးကမရှိဘူးဗျာတင်သွင်းလို့မရဘူးနိုင်ငံခြားငွေအခက်အခဲကြောင့်ဆေးဝါးတင်သွင်းမှုခက်ခဲဖြစ်လို့တင်သွင်းလို့မရဘူးဆိုအဲ့ဒီလူကအလားတူဆေးတော့တဲ့ခါသူ့ရဲ့မူလခန္ဓာကိုယ်ကခံနိုင်တဲ့ပုံစံပြောင်းသွားတဲ့ခါအဲ့လူတယောက်ကအလားတူဆေးတောက်ပြီးမှပိုယောဂါရိုက်ပိုပြီးတော့စောစောစီးတည်သွားကြတာဇာတ်နေရက်ွက်တွေမှာအများကြီးရှိတယ်နေတွေမှာအများကြီးရှိတယ်နောက်ဆက်ဆေးပုံမှန်တောက်မယ်ဆေးမရှိတဲ့ခါတွေ့ရကြုံရတဲ့ဟိုရှောက်ဆက်တော့တာဟိုအဖျားကြအောင်ဘာဆေးညာဆေးအိုးဆေးအေးဆေးအကုန်ရှောက်ပေါင်းပြီးတော့ခွာတာတော့ဆိုရှောက်တော့အဲ့မှာဆက်ဆေးတော့ဒုက္ခတွေရောက်တည်ကြအဲ့တော့ဆေးဝါးတင်သွင်းခွင့်ပြဿနာအကြီးအကျယ်တက်နေတယ်ဆေးဝါးတင်သွင်းခွင့်အဲ့တော့ဆေးတင်သွင်းတဲ့ကုမ္ပဏီတွေကလည်းပုံဝင်လင်းပြောရင်တော့ဟိုအစိုးရကိုအမှတ်တိုင်းတင်ပြကြသလားမီဒီယာနဲ့တဆင့်ပုံဝင်လင်းပြောသလားဆိုတော့မပြောကြဘူးမပြောလို့သာကျွန်တော်တို့ကလည်းဗဇက်ပိတ်နေလိုက်တာဒီဆေးတင်သွင်းခွင့်ရတဲ့ကုမ္ပဏီတွေအသင်းအဖွဲ့ကိုယ်တိုင်ကပဲလင်းမီဒီယာနဲ့ပူးပေါင်းဆောင်မှုမလုပ်တဲ့အတွက်ကျွန်တော်တို့ကလည်းပုံဝင်လင်းပြောရင်အဲ့ဒါကိုကြည်ကြဲလောင်ပြောမပေးတာအခုဒါကျွန်တော်ဒီနေ့ကြုံလို့ထည့်ပြောတာဘာလို့သူတို့ကတော့ပူးပေါင်းဆောင်မှုမရှိရင်ကျွန်တော်တို့မီဒီယာဘာမှပြောပေးတဲ့အကြောင်းမရှိဘူးဒါပေမဲ့ကျွန်တော်တို့ရက်ကွက်တဲ့ရွာတွေမြို့တွေရွာတွေထဲမှာမိဘတွေအစားကျွန်တော်တို့အမေတွေအစားဒီဆေးတွေကိုမှီဝဲနေရနေ့စဉ်မှီဝဲနေရတာပြောရရင်အဲ့ဆေးတွေကအလားတူပဲရှိတော့တယ်လို့ဆေးတကတ်ကိုရင်း1000တကတ်ကတူ1000လောက်ဖြစ်သွားတာတို့အဲ့ဒါဒီအကုန်လုံးကခုနနိုင်ငံချမ်းငွေမရှိတဲ့အတွက်နိုင်ငံချမ်းငွေခွဲချမ်းစိတ်ဖြာမှုအဲ့ဒီဆေးဝါးကဏ္ဍကိုပိုင်းခြားပေးတာနဲတဲ့အတွက်ပြဿနာတက်တာသူများကမပြောဘူးကျွန်တော်ကိုယ်တိုင်ပင်လင်းနော်ကျွန်တော်ကိုယ်တိုင်ပင်လင်းနှစ်လောက်ဆွဲတော့တဲ့ဆေးတစ်မျိုးရှိခဲ့တယ်အပြင်မှာတော့ဝယ်တယ်မရဘူးလုံးဝမရှိဘူးအလားတူပဲရှိတယ်။အော်အလားတူရှိတယ်တောက်လို့ရဆိုဆရာဝန်နဲ့သူ့ကိုပြန်ပြီးတော့မတောက်တာကောင်းတယ်ဒီဘက်ပြန်လာခဲ့ဒီမှာရအောင်ရှာကြည့်မယ်ဆိုရအောင်ပြန်ရှာကြည့်တယ်အဲ့ဘက်မှာရှိတဲ့နေရာမှာနည်းနည်းရှိတယ်။ဒါပေမဲ့ရှိတဲ့နေရာကလည်းပုံပုံလင်းပြောရရင်သွင်းလို့ရတဲ့နေရာမို့လို့ရရှိတာ။ဒါပေမဲ့အရက်ဘက်မှာမရှိဘူးပြဿနာအဲ့တော့ဒါဟာလွဲချော်နေတယ်လို့ခေါ်တယ်။ဆိုအစိုးရအနေနဲ့လည်းအဲ့ဒီဆေးဝါးကိစ္စကိုလည်းမမေ့ဘူးလို့ကျွန်တော်အားလုံးကမေ့တယ်မီဒီယာတွေအားလုံးကလည်းဘယ်သူမှမပြောဘူးဘယ်အသင်းဘယ်သူမှအတန်တိတ်နေကြအကုန်လုံးကျွန်တော်ကိုယ်တိုင်ပင်လည်းအတန်တိတ်နေရတယ်ဒီဆေးကိစ္စကိုပြောချင်တယ်ခုမှကျွန်တော်ထည့်ပြောတာအဲ့တော့ဆေးတင်သွင်းနေတဲ့ကုမ္ပဏီတွေကလည်းခင်ဗျားတို့ရိုးသားသားမှန်မှန်ကန်မီဒီယာကြီးနဲ့ပြောခင်ဗျားတို့မှောင်ခိုသွင်းနေရင်တော့ကျွန်တော်မသိဘူးနော်ခင်ဗျားတို့မှောင်ခိုသွင်းနေလို့ခင်ဗျားတို့ကိုတာကိုမလုံးလို့ကိုတာကိုမလုံးလို့မီဒီယာမပြောရရင်တော့ကျွန်တော်မသိဘူးဒါပေမဲ့ခင်ဗျားတို့ပြောတဲ့တယ်ဒါဆေးကွာတင်သွင်းတဲ့ကုမ္ပဏီတွေပတ်သက်ပြောတာဘာလို့ခင်ဗျားတို့မပြောရင်ကျွန်တော်မီဒီယာတွေပြောပေးတဲ့အကြောင်းမရှိဘူးပေါ်စရာအကြောင်းမရှိဘူးပုံမှန်လည်းပြောတာဒါအများပြည်သူနဲ့ဆိုင်တဲ့ကိစ္စလည်းဖြစ်တယ်ခင်ဗျားတို့ဗဇက်ကြီးပိတ်နေတယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုလိုက်ပြောမလဲတနည်းကိုပါရာစီတမောကတ်လုံးရဘလောက်ဗရတန်းလို့တာလဲနမူနာပေါ့နော်ပါရာစီတမောလုံးဒီဗရတန်းလို့တာလဲသွေးတို့ကြာစီစီးဂျိုကြာစီအဲ့ဒါဘန်အလုံးရဘလောက်လို့တာလဲနော်ရှင်းရှင်းပဲနော်တော့ကချွဲတလေးရွာပြည့်စီဘလောက်လို့တာလဲနော်ကျွန်တော်တို့လူတွေမှာဖြစ်တဲ့ယောဂခံစားရတဲ့ဟာတွေ ਨੇ ဘလောက်လို့တာလဲဆိုကိစ္စကျွန်တော်တို့မသိဘူးအဲ့ဒါခင်ဗျားတို့ဆေးကုမ္ပဏီတွေသိတယ်နော်ဆေးကုမ္ပဏီတွေဆရာဝန်တွေပေါင်းရိုက်တဲ့ခွင်တွေကိုလည်းကျွန်တော်နောက်ပြောလို့ရသေးတယ်ဆရာဝန်နဲ့ဆေးကုမ္ပဏီတွေပေါင်းရိုက်တဲ့ခွင်တွေလည်းသက်သက်ရှိတယ်အဲ့ဒါတလိုက်ဒါပေမဲ့ဆေးလိုအပ်ချက်ကတော့ပြင်းထန်သွားမြင့်မားနေတယ်အဲ့ဒါအစိုးရအနေနဲ့လည်းအဲ့ဒါကိုမမေ့ဘူးလူသုံးကုန်ဆေးဝါးတွေလိုအပ်ချက်မြင့်မားနေတာကိုလိုအပ်ချက်မြင့်မားပြီးတော့နိုင်ငံခြားငွေအကန့်အသတ်ကြောင့်ဝယ်ရခက်နေတာကိုဒီနိုင်ငံတော်ကြီးကအစိုးရတောင်းရှိသူတွေသိဖို့လိုတယ်ဆေးနဲ့ပတ်သက်ရင်ဒီလိုပေါ့နော်ကန့်သတ်ချပေးဖို့လိုတယ်တွက်ချက်ပြီးတော့ချပေးလို့ရတယ်ရှိပါတယ်အဲ့တော့ခုန16ဘီလီယံကျော်ဆိုတာခုနဒီလိုမျိုးကုမ္ပဏီတွေကမသွင်းတဲ့အခါကျရင်အဲ့လိုပြဿနာတက်ကြတယ်ပြန်မသွင်းလာရင်အဲ့ဒီငွေတွေဟိုမှာအိတ်တယ်ဟိုဘက်နိုင်ငံမှာအိတ်တယ်သူများနိုင်ငံရဲ့ဘဏ်ထဲမှာအဲ့ပတ်စံတွေအိတ်နေတယ်ကိုယ်နိုင်ငံကိုရောက်အောင်လွှဲခိုင်းလိုက်လို့ရှိရင်ကိုယ်နိုင်ငံရောက်လာရင်အဲ့ဒါနိုင်ငံခြားငွေဖြစ်နေရောက်လာရင်ကိုယ်နိုင်ငံအဲ့ဒါကိုပြန်သုံးရင်မရဘူးလားဒါမှအဲ့ဒီနိုင်ငံမှာအဲ့ဒီငွေတွေကိုမအိတ်အောင်လို့ပို့ကုန်သွင်းကုန်ကိုမူဝါဒတစ်ခုပြန်ပြင်လို့မရဘူးလားအကောင်စနစ်လိုပါမျိုးပေါ့စသဖြင့်ပေါ့ဒါမျိုးတွေသုံးလို့မရဘူးလားဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့ကမလုပ်ကြဘဲနဲ့နိုင်ငံခြားငွေသွင်းရင်ဘာဖြစ်မညာဖြစ်နိုင်ငံခြားငွေကျွန်တော်ပြန်လိုက်ရှုံးမှာပေါ့$ထဲမှာကျွန်တော်1000လောက်ရှုံးနေတာ1000လောက်ရှုံးတော့ကျွန်တော်တို့မသွင်းချင်ဘူးလို့ဆိုအဲ့ဒါနိုင်ငံကိုတမိုးမထားတာဒါနိုင်ငံကိုမချစ်တာနိုင်ငံရဲ့ပြည်သူလူထုရဲ့တောကအခက်ခဲအကြက်တဲကြီးကိုမှချနှင်းပြီးတော့ငါကိုကျိုးစီးပွားပဲกว่าဆိုချတာအဲ့ဒါကပုံမှန်လေးပဲစီးပွားရေးသမားတွေအဲ့ပြန်မသွင်းတဲ့စီးပွားရေးသမားတွေခင်ဗျားကိုယ့်ကိုပြန်စဉ်းစားဖို့တင်တယ်ငါတို့လောက်တာမှန်ရလားဆိုပြန်စဉ်းစားဖို့တင်တယ်နော်အဲ့တော့ NASA ကအမြင်မဲစင်းသွင်းတော့မှတခါတည်းနောက်ဖွေးပေါက်ကနေဝင်ပြီးတော့အမြင်မဲစင်းရပဲပြအောင်အသွားပြီးကြိုးစားကြအောင်မယ်အဲ့ဒီမှာဘုံမီစောချစ်သူတို့ပါလာတယ်ကဲအဲ့တော့စောချစ်သူဆိုတဲ့လူကအမြင်မဲစင်းသွင်းမကလို့အမြင်မဲုံမကလို့အမြင်တူးနေလေပြဿနာမရှိဘူးသူကမဲတူးပြီးပြာကြနေလေသူစိတ်ဝင်စားဘူးစောချစ်သူကဘာလို့လဲဆိုသူ့မှာနိုင်ငံခြားငွေပေါ်တယ်စောချစ်သူကနိုင်ငံခြားငွေပေါ်တယ်ခင်ဗျာရှင်းရှင်းလေးစောချစ်သူချမ်းသာကြွယ်ဝမှုကပြီးမှခင်ဗျာတော်တော်တစ်ထေးတစ်ယောက်လောက်ကိုလက်ဖြားတောက်ချလို့ရတယ်စောချစ်သူချမ်းသာကြွယ်ဝမှုကပြီးမှတော်တော်ချမ်းသာတဲ့တစ်ထေးလောက်ကိုတောက်ချလိုက်လို့ရတယ်ညီမကြီးမှာ top 10လို့ပြောတဲ့တစ်ထေးတွေရဲ့တစ်ထေးတွေဘောင်တွေကိုစင်းရင်တရားကစောချစ်သူကပိုင်ဆိုင်မှုတဲ့တကယ်စစ်ခွင့်ရရင်အဲ့ top 10တစ်ထေးတွေကတော့တယောက်ကဆေးပေးရလိမ့်မယ်အဲ့လောက်တွေစောချစ်သူချမ်းသာတယ်သူ့ပိုင်ဆိုင်မှုကခင်ဗျာမရှိမစံချမ်းသာတယ်ဘာလို့ကျွန်တော်အဲ့လိုပြောလဲကျွန်တော်ပြောနေခင်ဗျာပြီးခဲ့တဲ့တလောကြားဖြန့်နေဖမ်းတော့စောချစ်သူကတရက်ကိုဘန်2သန်းလောက်ကုန်ခံပြီးထမင်းကျွေးထားတယ်ဆိုတော့ဒီစဉ်းစားကြည့်တာခင်ဗျာအဲ့တော့တရက်ကိုဘန်2သန်းလောက်ကုန်ခံပြီးတော့ထမင်းကျွေးထားနိုင်တယ်ဆိုကြတဲ့ခင်ဗျာအဲ့ဒီချမ်းသာကြွယ်ဝမှုကစဉ်းစားကြည့်တာခင်ဗျာတို့တရက်ဘန်2သန်း
ဘလောက်လောက်ဆိုတော့တလဲဘန်နန်တက်လာတဲ့မဟုတ်ဘူးအဲ့ဒါ3လလောက်ဒီဗရိုက်ဇရိုက်ကျွေးတော့တာ3လဆိုကိုရက်ပေါင်းဟို90ခဏစဉ်းစားကြည့်ဘန်နန်တည့်ရဘန်နန်ဘလောက်တော့ဆဲဆိုတဲ့ဘတ်တန်း20ပြီးလည်းပြောဟိုရက်တရာဆိုရင်ဘတ်တန်း2000ဘတ်တန်း200အဲ့ရလေတွက်ကြည့်ဘတ်တန်း200 sorry ခဏစဉ်းစားကြည့်ရက်တရာလောက်သူကျွေးတော့တာဘတ်တန်း200နဲသလားအဲ့ပစံအချမ်းသာကြွအောင်မပြောတာပြောချင်တာနမူနာပြောတာဒါထမင်းကျွေးတာလေးတစ်ခုပဲရှိကျန်တာဘာမှမပါသေးဘူးအဲ့တော့စောချစ်သူမချမ်းသာလားဆိုတော့ချမ်းသာတာပတ်ဆက်ချမ်းသာတယ်အဲ့တော့ဦးမင်းအောင်လိုင်းတို့ဒီ NASA ကအစိုးရက blacklist ရုပ်မကလို့ပဲပြာပါချပြပြသူခေါင်းနဲ့မထည့်ဘူးခေါင်းနဲ့မထည့်သူစေးပဲရှင်းလေးပဲအဲ့ပြီးတော့သူကိုယ်တိုင်ကပင်လင်းသူ့ရဲ့ငွေတွေကိုကျွန်တော်တို့ပြည်ထောင်စုထဲမှာပြန်ပြီးအသုံးချခံပေးတာမျိုးအလကားပေးတာမဟုတ်ဘူးတော့သူ့ငွေတွေကမြန်မာကျပ်ငွေဖြစ်နေအသွင်ပြောင်းဖို့ပြောတာတော်ကြနေနိုင်တဲ့နိုင်ငံခြားငွေတွေမင်းကပါလဲစက်ကောင်စီအကုန်ပေးခိုင်းတယ်လားမဟုတ်ဘူးအဲ့ဒါကိုတော့နိုင်ငံခြားငွေဖြစ်နေဝင်လာရင်ဒီဘက်ကကျပ်ငွေဖြစ်နေဘဏ်မှာပြန်ထုတ်လို့ရတယ်သို့တော့ခေတ်ကာလပေါက်စည်းနည်းနည်းကွာဝါတာရှိမယ်ဒါကတော့ခင်ဗျာနှစ်နာခံသိရင်ခံရမှာပဲတိုင်းပြည်တို့လိုအပ်လာရင်ခံသိရင်ခံမှာပဲတိုင်းပြည်တို့နှစ်နာခံသိခံရတော့ကျွန်တော်တို့လည်းမီဒီယာသမားတောင်နေတိုင်းပြည်တို့နှစ်နာခံပြောနေရတာပဲတိုင်းပြည်တို့နှစ်နာခံပြောနေရတာပဲကျွန်တော်မီဒီယာသမားတောင်နေစဉ်းစားကြည့်တတ်မဲ့ဖြတ်မဲ့ကြားတဲ့ပြောတာပဲခင်ဗျားတို့လက်စီကြည့်ပေးမပေးနဲ့အလကားကြည့်လေကျွန်တော်ဘာမှမပြောဘူးပြောနေရတာပဲပြောချင်တာရှင်းရှင်းလေးမကြည့်ချင်လည်းမကြည့်ပဲကြော်သွားလဲကျွန်တော်ခံရတာပဲမကြည့်ဘူးကွာဘာဖြစ်လဲဆဲသွားလဲကျွန်တော်ခံရတာပဲကျွန်တော်တို့နှစ်နာခံပြောနေရတာပဲတိုင်းပြည်ကလိုအပ်လာရင်လူကျွန်တော်တို့နိုင်ငံသားအားလုံးကနှစ်နာခံပြီးခြင်းနဲ့စိတ်တက်လေးရှိဖို့လိုတယ်စူးစီးညီညွတ်တဲ့စိတ်တက်လေးရှိဖို့လိုတာအခုကုံပေါင်း200ကျော်ကပတ်စံပြန်မသွင်းလာဘူးအဲ့ဒါတောင်စောစီဆိုတာလက်ထက်မှာအဲ့ဒီတော့ရတဲ့ပတ်စံတွေကိုမသွင်းလာဘူးမသွင်းလာတဲ့အတွက်အခုNASAကဆိုလက်ထက်မှာစစ်လိုက်တဲ့အခါကျတော့ပေါ်လာတာပြောက်ဘယ်နေရာမှာယူပေါက်ရှိနေယူပေါက်လိုက်ရှာတာဟုတ်ကဲ့တွားတွေ့တော့မင်းတို့ပြောဆိုပြောတာအဲ့ဒါခဏပွင့်လည်းပြောရင်အဲ့ဒီကုမ္ပဏီတွေအကုန်လုံးကိုသက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေကဆက်သွယ်မေးမြန်းတယ်သို့မဟုတ်စောင့်ဆိုင်ပေးတယ်ဆိုတော့သိကြတယ်စောင့်ဆိုင်ပေးပြီးမှခင်ဗျာ4နှစ်ကျော်ကြာမှထုတ်ပြန်ပြီး blacklist သွင်းတယ်ဆိုတာ NASA ကအဆိုလွန်သလားအဲ့ဒီကောင်တွေလွန်သလားဆိုတာစဉ်းစားလို့ရပြီအဲ့တော့စောချစ်သူပါဝင်ကုမ္ပဏီပေါင်း200နီးပါး198ခုလူပုဂ္ဂိုလ်ဆိုရင်900ကျော်တယ်လူပုဂ္ဂိုလ်900ကျော်တယ်အဲ့တော့အဲ့လူတွေကိုလုံး blacklist ကျွန်တော်ကပွင့်လည်းပြောတာနိုင်ငံတော်အနေနဲ့ blacklist သွင်းတယ်ဆိုရင်အဲ့ဒီကုမ္ပဏီအဲ့လူပုဂ္ဂိုလ်တွေကအဲ့ blacklist သွင်းတာလည်းကြောက်မှမထင်နဲ့နိုင်ငံတော်ကအဲ့လို blacklist သွင်းလို့သူတို့ကြောက်သွားမှမထင်နဲ့ပြီးတော့အဲ့လူတွေတယောက်ချင်းစီရဲ့နာမည်ကိုကျွန်တော်တော့မသိဘူးအဲ့ဒီလူရဲ့နာမည်တွေကိုနာမည်နဲ့လူတွေကိုကျွန်တော်မတွဲမိဘူးကျွန်တော်တော့ကဲကျွန်တော်တို့ဂျန်လစ်ကျွန်တော်မတွဲမိရင်တာမန်ပြည်သူကဘယ်လိုသိမလဲခင်ဗျအဲ့ဒီလူတွေကနောက်တနေရာမှာနောက်တနေရာမှာသွားလှုပ်ရှားနေလဲနောက်ကုမ္ပဏီတစ်ခုနဲ့လှုပ်ရှားနေလဲကျွန်တော်တို့မသိဘူးခင်ဗျားတို့အစိုးရပြောမယ်ဟေးဒိုင်ကာမှာမှတ်ပုံတင်ထဲမှာခင်ဗျာဒီပါတာပဲโอเคဘာမှမဖြစ်ဘူးကျွန်တော်ကြော်နှုတ်ပဲထားပါတော့ကျွန်တော်ကြော်နှုတ်ကကဲအစိုးရ bless သွင်းခံရပြဿနာမရှိဘူးကျွန်တော် bless သွင်းခံကျွန်တော်ရဲ့ယုံကြည်စိတ်ချတဲ့တပည့်တွေကိုကျွန်တော်အေးမင်းကငါကိုယ်စားမင်းကုမ္ပဏီဆောင်လို့မင်းဘယ်လောက်ရခဲ့လို့ share ယူတော့ထပ်လုံးပါပဲလုံးလို့ရတယ်အဲ့လူတွေအဲ့တော့ဒီကိစ္စ blacklist တော့တယ်မလုံးတော့ဘူးဗျကျွန်တော်ပွင့်လည်းပြောတာ blacklist လောက်နဲ့မလုံးတော့ဘူးအဲ့ဒီလူတွေက blacklist ကပြန်ပွင့်နေတယ်ဆိုဒန်ကြီးဆောင်ပလိုက်ရှိသမျှပတ်စံတွေကိုဒန်ကြီးကြီးမှဆောင်ခိုင်းလိုက်ဆောင်ခိုင်းပလိုက်နိုင်ငံတော်ညနေရအောင်ကြီးမှဆောင်ခိုင်းလိုက်ဆောင်ခိုင်းပြီးမှ blacklist ကိုဖြည့်တင်တယ်အဲ့လိုမဟုတ်ဘူးဆိုရင်တို့အဲ့ဒီနိုင်ငံခြားမှာရှိတဲ့ဘဏ်အကောင့်ဖြစ်ပြည်တွင်းမှာရှိတဲ့ပိုင်ဆိုင်မှုတစ်ခုကိုသိမ်းကိုသိမ်းပြရမှာဘာလို့လဲဆိုတော့ဒါဟာနိုင်ငံတော်ကိုဒုက္ခပေးတာလို့ခေါ်တယ်ကိုကျိုးစည်းပွားအတွက်နိုင်ငံတော်ချနေတာဆိုတော့အဲ့ဒါတွေကကျွန်တော်တို့လက်မခံပါဘူးအဲ့တော့ကုမ္ပဏီတွေအနေနဲ့လည်းဒီ blacklist ထဲမှာပါတဲ့ကုမ္ပဏီအနေနဲ့လည်းကိုသိကြပါကိုရောမှန်ရဲ့လားရုပ်သားရဲ့လားမှန်ကန်ရဲ့လားစဉ်းစားဖို့လိုတယ်နိုင်ငံခြားငွေဆိုတာဒီနိုင်ငံမှာအများကြီးလိုရတယ်ဟုတ်လားဆေးဝါးဝယ်ဖို့အတွက်နိုင်ငံခြားငွေလိုတယ်ကျွန်တော်တို့နိုင်ငံထုတ်နေတာရှိတယ်မထုတ်နေတာရှိတယ်ထုတ်နေတာရှိတယ်မထုတ်နေတာရှိတယ်ကိုမထုတ်နိုင်တဲ့ပစ္စည်းကသူများနိုင်ငံဝယ်သွင်းရမှာဝယ်သွင်းရတဲ့အခါနိုင်ငံခြားငွေလိုတယ်မြန်မာကျပ်ငွေအင်းဆိုတော့ပေးလို့မရဘူးနိုင်ငံခြားငွေလိုတယ်ထိုင်းရဝယ်ထိုင်းငွေလိုတယ်နော်တခြားနိုင်ငံတကာတခြားနိုင်ငံတော့ဝင်ဒေါ်လာလိုတယ်အနည်းဆုံးဒေါ်လာသို့မဟုတ်သက်ဆိုင်ရာနိုင်ငံထိုင်းကဘတ်ငွေဘတ်ရှိမယ်တရုတ်နဲ့သွားပြီးဆက်ဆံပြီးဝယ်ပြီးယွမ်လိုမယ်နော်အိန္ဒိယဆက်ဆံပြီးယူရိုပီလိုမယ်ဒါတော့နှစ်နိုင်ငံကြားမှာငွေကြီးကိုတိုက်ရိုက်ဖလှယ်ထားတဲ့စနစ်မရှိဘူးဆိုရင်အဲ့မှာဘာဆက်ဖြစ်အောင်မလဲဆိုတော့အဲ့လိုတိုက်ရိုက်ဖလှယ်ထားတဲ့စနစ်မရှိဘူးဆိုရင်ဂျာကန်ဒေါ်လာကိုသုံးရပြန်အောင်စင်ကာပူနဲ့သွားဆက်တိုင်းစင်ကာပူဒေါ်လာလိုမယ်သို့မဟုတ်ဒေါ်လာလိုမယ်ဥရောပသွားဆက်တိုင်းယူရိုလိုမယ်ဒီလိုပဲသွားနေမှာအဲ့တော့ကျွန်တော်တို့ကဘလို့ပဲဖြစ်ဖြစ်နိုင်ငံခြားငွေလိုအပ်ချက်ကကျွန်တော်တို့ရှိနေမှာဒါကြောင့်ကျွန်တော်တို့နိုင်ငံပြည်ပပစ္စည်းတင်သွင်းတဲ့အဖွဲ့အစည်းတွေကလည်းနိုင်ငံခြားငွေကိုပြန်ပြီးပေးကြဖို့လိုတယ်ပြည်ပရောက်တဲ့မြန်မာတွေကလည်းဒီကိစ္စမှာနားလည်ကြဖို့လိုတယ်ပြည်ပရောက်မှာအလုပ်သမားတွေပေါ့ဗျာအလုပ်သမားတွေအဲ့ဒါကိုယ်နိုင်ငံပတ်စံပြန်လွှဲကြဖို့လည်းလိုတယ်အဲ့ဒါလည်းလိုတယ်ဟုတ်ဆိုအဲ့ဒါနိုင်ငံတော်ကိုပြန်ကူညီတာအဲ့ဒါဦးမအောင်လိုင်းကိုကူညီတာမဟုတ်ဘူးနိုင်ငံတော်ကိုကူညီတာနိုင်ငံမှာရှိတဲ့ခင်ဗျားတို့ရဲ့အိမ်မှာကြံနေခဲ့တဲ့အမေတွေဖေတွေဝယ်တောက်မဲ့ဆေးဝါးဝယ်စားမဲ့စီအဲ့ဒါတွေကိုကူညီတာပြန်စဉ်းစားဖို့လိုတယ်နော်ဝယ်စားမဲ့စီဘူးတဘူးကစားကူညီပေးတာလို့ခေါ်တယ်ဒါကြောင့်ကျွန်တော်တို့တိတိကျကျတောင်းစိတ်အောင်တိကျစဉ်းစားပေးပါစဉ်းစားကြည့်လိုက်လို့ရှိရင်ဦးမင်းအောင်လိုင်းကိုကူညီနေတာလားကိုယ့်နိုင်ငံမှာကြံနေခဲ့တဲ့ပြည်တွင်းမှာကြံနေတဲ့လူသား90ကျော်သောပြည်သူတွေရဲ့အသက်အိုးအိမ်စီးတွေကိုကာကွယ်ပေးနေတာလားကူညီပေးနေတာလားဆိုတော့ခွဲမြင်ကြဖို့လိုတယ်အဲ့တော့နိုင်ငံခြားငွေရှာနေကြတဲ့ပုံကိုယ်တွေနိုင်ငံခြားငွေရကြတဲ့ပုံကိုယ်တွေအနေနဲ့ဒါဒီကာလမှာတော့ခင်ဗျားတို့တက်နိုင်သမျှနိုင်ငံတော်ချစ်ကြဖို့လိုတယ်ခင်ဗျားတို့ရတာရှုံးသူကိုမရှုံးတာမရှုံးဘူးနိုင်ငံခြားပစ္စည်းပို့လိုက်တာရှုံးတဲ့လူမရှိဘူးနိုင်ငံခြားပစ္စည်းပို့ရှုံးတယ်တောက်မရှိဘူးကြားဘူးတခါမှမရှုံး
တေချာတာမရှုံးဒါပေမဲ့ဒီဘက်ရောက်လာတဲ့မြန်မာငွေဒီမှာဒေါ်လာနဲ့ကျပ်နဲ့ပြင်ပပေါက်ဈေးယူချိန်ပြီးကစားနေပြင်ပပေါက်ဈေးမှာဒေါ်လာကျပ်ပြင်ပပေါက်ဈေးမှာလဲပတ်နေတာတနေ့တာလဲပတ်တာဒေါ်လာ10,000လောက်မပြည့်ပါဘူးဗျာခင်ဗျားတို့နိုင်ငံခြားကိုသွင်းနေတဲ့တနေ့တနေ့ရတဲ့ပတ်စံနဲပါမနေအဲ့တော့အဲ့ဒါကိုပြန်ကာပါဖြစ်အောင်ပြန်လုပ်လိုက်လို့ရှိရင်ဒီပြင်ပပေါက်ဈေးလည်းပျောက်သွားမှာပဲဒါကြောင့်အစိုးရရဲ့စနစ်တစ်ခုပြောင်းရမယ်အဲ့ဒါတွေကအများကြီးပဲဗျပြောရအဲ့တော့ပြောရင်တော့ရှေးကြီးရယ်ဒါပေမဲ့ဒီနိုင်ငံခြားကိုပြန်မသွင်းတဲ့ကုမ္ပဏီပေါင်း200နီးပါးနဲ့လူပုဂ္ဂိုလ်900ကျော် blacklist လုပ်ထားကိုကျွန်တော်ကတော့ဟိုဘာမှကန့်ကွက်စရာအကြောင်းမရှိဘူးမကောင်းဘူးလို့ပြောတဲ့အကြောင်းမရှိဘူးမကောင်းလို့ပြောတဲ့အကြောင်းမရှိဘူးအဲ့တော့တချို့ကုမ္ပဏီတွေကငါတို့ကပြန်သွင်းလိုက်ဒေါ်လာတိုင်းမှာငါရှုံးတော့ငါပုံအဲ့ဒါကြီးအကြောင်းပြောချက်တွေစေနာမရှိတာတိုက်ရောစေနာမရှိတာလို့ကျွန်တော်ထည့်ပြောမယ်အဲ့ကြရင်တို့ကကျွန်တော်ဖြတ်ပြောမင်းပတ်စံမဟုတ်လို့မင်းကပြောတာဆိုဟာကျွန်တော်ခုနပြောပြီလေကျွန်တော်အသက်ပါပုံထားရတာဒီနိုင်ငံချစ်လာမင်းဒီနိုင်ငံချစ်လို့အသက်ပါပုံထားရတာစဉ်းစားကြည့်ဒီနိုင်ငံဒီရေးအေဂျင်စီလို့အသက်ပါပုံအပ်ပြီးထားတာကျွန်တော်စဉ်းစားကြည့်ခင်ဗျားတို့ပြန်စဉ်းစားခင်ဗျားတို့အသက်တော်ပေါ်ရတာမဟုတ်သေးဘူးပိုင်ဆိုင်တဲ့ငွေကြေးတောင်ရောခိုင်းတာပေးခိုင်းတာမဟုတ်သေးဘူးကိုနိုင်ငံခြားကရတယ်ကိုပစ္စည်းပို့တယ်ပစ္စည်းရတယ်ပစ္စည်းပို့လိုက်လို့ရတဲ့ပတ်စံတွေကမြန်မာပြည်ကိုပြန်ပြီးစီးဝင်ခိုင်းတာအဲ့တော့ဘာဒါကိုယ့်ဘက်ကိုအကုံစနစ်နဲ့ပြန်ပြီးချိတ်လုပ်တတ်လို့ရှိရင်နှစ်ခါရအောင်မယ်နှစ်သီးစားရအောင်မယ်ဥပမာဆိုကြပါစို့73စီသွင်းတဲ့လူတွေကနိုင်ငံ73စီသွင်းတဲ့လူတွေကဒီကနေပြပကိုပဲပို့တယ်ပြောင်းပို့တယ်နှမ်းပို့တယ်ကဲစဉ်းစားကြည့်နှစ်သီးစားတော့နော်ဒီကနေပြီးတော့ပြပကိုပဲပို့လိုက်တယ်ဒေါ်လာ1သန်းပို့လိုက်တယ်အဲ့1သန်းကိုဟုတ်ကနေ73စီ1သန်းကိုပြန်သွင်းလာမယ်ဟာဒီက1သန်းကပတ်စံ1သန်းသူ့ပတ်စံတည်းပြန်သွင်းလာတဲ့ခါမှာဒီစီမှာ1သန်းမှာပတ်ဆက်တစ်ခါမြတ်တယ်ဟိုက73စီမှာ sorry ဒီပြပပို့တဲ့ခါမှာတစ်ခါစားမြတ်တယ်ဒီမှာတစ်ခါမြတ်နှစ်ခါမြတ်တာအဲ့ဒါကိုလေသူတို့ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ရှုံးနေစမပြေဘူးဘာကြီးရတားတော့မရှုံးပြေဘူးအဲ့လိုပဲလုပ်တာဘယ်ကောင်းမှမြတ်တယ်လို့မပြောဘူးဘယ်ကောင်းမြတ်တယ်လို့မပြောဘူးတိုက်တယ်ကောင်ပြောဆန်ပို့တဲ့လူတွေသွားမေးကြည့်လိုက်မြတ်တယ်လို့တော့မပြောကျွန်တော်တို့ရပို့တာအခက်ခဲချာပို့လို့စင်ပြုံးကညီးတွားလိမ့်မယ်ကျွန်တော်တို့တစ်နေ့ကိုဒီနေ့ကတော့ဗျာကျွန်တော်တို့ဒေါ်လာ10,000လောက်မြတ်သွားတယ်ဒေါ်လာ30လောက်မြတ်သွားတယ်ဘယ်ကောင်းမှမပြောဘူးအတန်တိတ်နေကိုမြတ်တော့ကြိတ်ပြီးတော့ဒီ market ထဲမှာရှုံးမဲ့ကိစ္စကိုကျွန်တော်အတန်အဲ့ဒါကျွန်တော်တို့ကဗျာအဲ့ဒါကြီးပြန်သေးလိုက်သွင်းလိုက်ဘယ်လိုဖြစ်တာညာလို့အကြောင်းပြချက်မျိုးစုံပြီးတယ်ခင်ဗျာဆန်အသင်းပဲအသင်းပြောင်းအသင်းနှမ်းကြိုက်တဲ့အသင်းပြောခင်ဗျာဘယ်ကောင်းမှမဖြစ်ဘူးအကုန်လုံးကခင်ဗျာကိုဂျိုးစီးပွားကနံပါတ်1နိုင်ငံဆိုတာကရှင်းလေးပြောရရှိမရှိအရင်မရှိငါတို့ကိုဂျိုးစီးကနံပါတ်1ဆိုတာလူပုဂ္ဂိုလ်တွေကတိုင်းပြည်မှာပုံများနေတာအဲ့ဒါကြောင့်မို့ကျွန်တော်ကခဏပြောတာအဲ့ဒါမျိုးတွေကပြည်တော်စုဝင်ကြီးတွေထဲမှာရှိတယ်ညှို့မှုညွှန်ချုပ်တွေထဲမှာရှိတယ်အစိုးရအဖွဲ့ထဲမှာတပ်မတော်ထဲမှာလည်းရှိတယ်ခင်ဗျာရပ်ဘက်ဖွဲ့စည်းတွေထဲမှာရှိတယ်နိုင်ငံရေးသမားတွေမှာလည်းရှိတယ်နိုင်ငံရေးသမားတွေဆိုလည်းပို့ဆိုးတယ်အဲ့ကောင်တွေကလိကချစ်ကောင်တွေများတယ်နိုင်ငံရေးသမားတော်တော်များကလိကချစ်တွေများတယ်နိုင်ငံရေးသမားတော်တော်များအဲ့ဒါကြောင့်ကျွန်တော်ပွင့်တယ်စိတ်စေနာမရှိတဲ့ကလိကချစ်များတယ်အဲ့တော့ကျွန်တော်ကဒါကြောင့်တယောက်မှမလွတ်အောင်ကျွန်တော်စူတဲ့လူလျှောက်ပြောနေတာအကုန်ပြောနေရတာအမုန်းခံပြောနေရတာအဲ့တော့ကျွန်တော်ပဲလေလူမုန်းများနိုင်တယ်အများပဲများတော်ညာလဲများကွာဘာဖြစ်လဲကွာငါတိုက်ပြီးတော့ငါပြောတယ်ဆိုစိတ်နေပဲဘာမှမကြောက်ပြောတယ်ကွာဆိုပုံကပြောနေရတာဒါပဲအဲ့တော့ကျွန်တော်ကဒါကိုပုံထားတာကျွန်တော်တက်ကြွတဲ့ကောင်ကိုကျွန်တော်ပုံထားတာကျွန်တော်တက်ကြွတဲ့ပညာနဲ့ကျွန်တော်နားလည်တဲ့ဘာသာနဲ့ကျွန်တော်သိရအောင်ကျွန်တော်အဘောကပုံလိုက်တာဒါပဲခင်ဗျားတို့လည်းအဲ့လိုတိုင်းတဲ့တစ်ခုတွေလောက်ကြဖို့တော့စီးပွားရေးသမားအတိုင်းဝိုင်းတွေတိုက်တွန်းချင်တယ်ဘာလို့ပြည်သူလူထုကအခုချိန်မှာဘေးချန်နဲ့ကြတွေ့နေတဲ့ကာလကြီးမှာနေရတာဒါကြောင့်ပြည်သူလူထုမျက်နှာတွေကြည့်ကြဖို့ပတ်စံကိုနိုင်ငံသားကိုရှာဖွေနေကြသူတိုင်းဒါကိုစဉ်းစားကြဖို့လိုတယ်လို့ကျွန်တော်ကတိုက်တွန်းချင်တယ်နော်အဲ့တော့ဒါကဟိုကိစ္စပြောတာအဲ့တော့ဒီ search သူတို့ကိစ္စပြောရင်းနဲ့ရှိသွားမယ်အဲ့တော့ search သူတို့ကတော့ AC ပဲခင်ဗျာချိန်တိုင်းခင်ဗျာသူ AC ပဲဖြစ်သွားမှာဟာကျွန်တော် search သူတို့အတွက်ဘယ်လိုလဲမကလို့ပဲခင်ဗျာမဲတူပြာချပလိုက်လဲဟိုကခေါင်းနဲ့မထည့်ဘူးသူကဒါပဲကျွန်တော်ပြောချင်တာအဲ့တော့ဒီ online စားတဲ့တိုက်ပြည်စေနာရှိတယ်ကျွန်တော်ယုံမယုံလားသူပြောလိုက်ရင်သူဒေတာတစ်ခုတော့သူပြောတာတိုင်းပြည်ကြောင့်စဉ်းစားတာမဟုတ်ဘူး search သူတို့ကကျွန်တော်ပုံလည်းပြောတိုင်းပြည်ကြောင့်သူစဉ်းစားတတ်တာအထင်မှာမပါဘူးဗျသူပြောချင်တယ်နော်အဲ့တော့ search သူတို့ကြားဖြန့်ကိစ္စပြောလို့ခေါင်းကကြားဖြန့်နဲ့ပတ်သက်လို့ရှိရင်အခုဟွန်ဆန်ကထူးထူးခြားခြားပြောလာတယ်ကမ္ဘောဒီးယားရဲ့ဒီဝီဂျိုဟောင်းပေါ့နော်လွတ်တော်ဥက္ကဋ္ဌဟွန်ဆန်ကထူးထူးခြားပြောလာတာရှိတယ်ဒီသူ့ရဲ့ခမာတိုင်းမှာပြောလာတယ်သူတို့ရဲ့ကမ္ဘောဒီးယားမီဒီယာမှာပြောလာတယ်ဘာလို့ဆိုတော့ကြားဖြန့်ရဲ့မူလဗဟိုဌာနတဲ့ထိုင်းနိုင်ငံဖြစ်တယ်တဲ့ဒီလိုသူပြောတာဆိုတော့ကျွန်တော်တို့ကိုတကဘာလုံးကကြားဖြန့်ရဲ့ဟိုပင်မကြီးမြကြီးကမြန်မာနိုင်ငံလို့အားလုံးကလက်ညှိုးဝိုင်းထိုးနေကြတဲ့ကာလတစ်ခုရှိခဲ့တယ်အခုအဲ့ဒီကာလတွေတုန်းကကျွန်တော်လှိမ့်ပိန်ခံခဲ့ရကျွန်တော်အများနဲ့ပြောတယ်မြန်မာတွေကကြားဖြန့်ကြောင့်တလုံးလုံးသိတာမဟုတ်ဘူးကြားဖြန့်ဘာလဲမေးသိအောင်သိတာမဟုတ်ဘူးလုံလည်းမလုပ်တတ်ဘူးဆော်လည်းမဆိုကားမလုပ်တတ်ဘူးဒါပေမဲ့တရုတ်တွေလာပြီးဒုက္ခပြီးသွားတာကြားဖြန့်ရဲ့မူလဇင်းမြစ်ဒီတရုတ်ကကောင်တွေပဲလာပြီးတော့လာချင်းထည့်ပြီးလိန်တာဒီတရုတ်ကလင်ကချစ်ကောင်တွေကပဲလာလောက်တာတရုတ်တော်တော်များကလင်ကချစ်တွေများတယ်ခင်ဗျာကျွန်တော်အဲ့လိုပွင့်လိုက်ပြောတာအဲ့တော့တရုတ်နိုင်ငံလည်းခင်ဗျာအဲ့ကြောင့်ကျွန်တော်မယုံဘူးလို့ပြောတာဘာလို့ကလင်ကချစ်တွေများလို့ကြားဖြန့်ကိစ္စတရုတ်တွေကလင်ကချစ်လောက်တာမြန်မာတွေတကောင်းမလုပ်တတ်ဘူးတရုတ်တွေပဲလာတင်ပေးသွားတယ်ကလင်ကချစ်နီးကိုဆိုတော့ရှင်းပြောရင်အဲ့ဒါကြောင့်တရုတ်တွေကြောင့်လောက်တာလို့ကျွန်တော်အချင်းချင်းပြောခဲ့တယ်မြန်မာတွေကဘာမှမသိဘူးမြန်မာကြားဖြန့်ရင်းမြစ်ဇင်းမြစ်မဟုတ်ဘူးမြန်မာဘာမှမသိဘူးမသိဘဲနဲ့ခံလိုက်ရတဲ့နိုင်ငံဂျားညက်သွားတာလို့ပြောတယ်အခုကျွန်တော်အဲ့လိုပြောခဲ့တဲ့အချိန်အခုဟွန်ဆန်နောက်မှအခုပြောတယ်ဗာလဲထိုင်းရတဲ့ကြည့်ရဟွန်ဆန်တရုတ်ကပြောလို့ထိုင်းလည်းညှို့ထိုးတာမသိဘူးဟုတ်တယ်ဒီရွှေကုတ်ကိုအပါဝင်ဒီဘက်ကဒီနေသက်ကရင်ပြည်နယ်နေသက်တကြောမှရှိတဲ့ကြားဖြန့်ကိစ္စတွေကိုလို့ထိုင်းကနေပဲဝင်လာတာ
ထိုင်းနေရောဝင်လာတာကြောင့်ထိုင်းရလို့သူပြောတာပြီးတော့ခင်ဗျပြီးခဲ့တဲ့ရပိုင်းဒီမှာဒီဟွန်ဆန်နဲ့ဟိုတိုက်စင်ရဲ့တမီနော်ပတုန်နယ်ရှင်နယ်ဝါထရာတို့ဖုန်းပြောတဲ့ဟာတွေပေါက်ကြတဲ့ကိစ္စတွေဟွန်ဆန်အကုန်ဖွင့်ချတာဟာဟွန်ဆန်ကြီးကကြောက်စရာကြီးခင်ဗျအကုန်ဖွင့်ချတာဟွန်ဆန်အကုန်ဖွင့်ချတာပတုန်နယ်ခင်ဗျသူ့ခင်ဗျအခုမှဝင်းကြီးချုပ်ယာရုကလည်းခဏလောလောဆယ်ရက်ဆိုင်ကန်ထားရတယ်နော်နောက်15ရက်လောက်တော့မှသူအကြောက်ပြက်ဖြည့်ရှင်းရသူပြန်ပေးရမပေးရင်ဘောတိမခုံရုံအပြင်မပေးနိုင်ရင်သူဝင်းကြီးချုပ်ပြုတ်ပြီအခုတော့ပြုတ်တယ်ပြောလို့ယာနှုတ်ပြမရသေးဘူးဘာလို့သူ့ကိုယာယီရက်ဆိုင်ထားတယ်လို့ပြောတာယာယီရက်ဆိုင်ထားတယ်လို့ကြီးညာထားတယ်အဲ့တော့ကြားဖြန့်ဇင်းမြစ်ဒီထိုင်းပါလို့ပြောလိုက်တာတော်တော်လေးကောင်းတယ်ကျွန်တော်တော့ဝမ်းသာတယ်ဒီလိုပြောပြီးတော့ဝမ်းသာတယ်ဘာလို့မဟုတ်မြန်မာပေါ်မှာဗျာအားလုံးကရှိသမျှအကုန်လုံးကမြန်မာဟိုတခါတည်းဟိုကြော့ပိုင်ချီထုတ်ကြီးလို့မြင်ပြီးတော့ဝိုင်းတွေ့နေတာအခုဟွန်ဆန်ပြောမှာပဲထိုင်းရဆိုတော့မျိုးသူတို့ကပြောတယ်သူတော်သေးတာပေါ့ကို့အတွက်တော့မဟုတ်သူကလည်းသူကသူထိုင်းနဲ့ရန်ချနေလို့သူထိုင်းရလောက်တာသူလည်းညှို့ထိုးတာဒါပေမဲ့ပြည်သူ့ပြည်ဆိုတာဒါဟာကျွန်တော်တို့အကျိုးမြတ်တစ်ခုပဲဒါအကျိုးမြတ်တစ်ခုပဲတော့မြန်မာကမဟုတ်ဘူးထိုင်းရလို့ဟွန်ဆန်ကပြောထည့်လိုက်တော့အားလုံးကလည်းဟာဘာလဲပေါ့ဆိုရုပ်ပြူတာဒါကျွန်တော်တို့ကောင်းတဲ့ကောင်းကွက်လေးတစ်ခုအိန္ဒိယမှာဖြစ်နေတာဆိုတော့ထိုင်းရဲ့အိန္ဒိယမှာလည်းကိုယ်စဉ်းစားကြည့်ဦးပတုံတန်တို့ဘာလို့ဟိုဝါဖြစ်တာပတုံတို့ဘာလို့ဖြစ်နေတဲ့ဇာလန်မျိုးဆိုရင်မြန်မာပြည်မှာဆိုရင်ကြားလာနေပြီပြည်သူလူထုနဲ့မြန်မာနိုင်ငံရေးသမားတွေနဲ့ဆိုရင်ဘယ်လောက်တိုင်းရှုပ်သွားမှာလဲဆိုထိုင်းမှာဘာဖြစ်လဲပြည်သူလူထုကလည်းရေချိန်မြင့်တယ်နိုင်ငံရေးသိကြမြင့်တယ်နိုင်ငံရေးသမားတွေကလည်းပါနှက်တယ်အဲ့တော့ကိုင်နဲ့တွေ့တတ်တယ်တက်ကစစ်တပ်ထိုင်းစစ်တပ်ကလည်းရှင်းရှင်းလေးပပနဲ့နေတတ်တယ်ထိုင်းဘရင်ကလည်းအထင်းကိုရှိတယ်အကုန်လုံးထိထားတဲ့အတွက်ထိုင်းနိုင်ငံရဲ့စီးပွားရေးကမကြဘူးလူတွေကအော်တောင်းနေမဖြစ်ဘူးတတ်တာဖြစ်တာမဖြစ်ဘူးဘလောက်ပဲရှုပ်နေသူတို့အပေါ်မှာရအောင်ရှင်းတယ်ဖြည်းဖြည်းချင်းသူတို့ချင်းလူလူမနာအောင်ရအောင်ရှင်းတယ်ထိုင်းနိုင်ငံရေးသမားတွေရဲ့စံချိန်စံတန်ဖိုးပြည့်ပြီတာမြန်မာနိုင်ငံရေးသမားတွေကတစ်ချိန်လုံးလက်ညှိုးထိုးတာစစ်တပ်ကိုပဲတစ်ချိန်လုံးထိုးတာအားနေဒီလက်ညှိုးပဲထိုးတာစစ်တပ်ကိုလက်ညှိုးထိုးမြန်သူ့ဖိနေသူထိုးကြမလားမသိဘူးအဲ့ကောင်ကြီးအဲ့နိုင်ငံရေးသမားတွေကိုယ်ဖိနေကိုထိုးထည့်ကြမလားမသိဘူးအဲ့လက်ညှိုးတကယ်ကိုအဲ့လက်ညှိုးပါပဲအဲ့တော့ဦးထိုင်းမှာပတုံတန်ကထိုင်းကဟိုဘယ်လိုခေါ်မလဲစစ်တိုင်းမှုတယောက်ကိုအဲ့လိုပြောပါမယ်လူနားလေလို့စစ်တိုင်းမှုတယောက်ကိုသူကဟွန်ဆန်နဲ့ဖုန်းပြောချိန်မှာထည့်ပြီးတော့ပြောလိုက်တာတော့ပစပြောတာမဟုတ်သေးဘူးနော်တခါတည်းသူပြောဆိုတာခက်တယ်ဘာညာလောက်ပဲပြောတာဒီစစ်တိုင်းဘုကနည်းနည်းပြောဆိုတာနည်းနည်းခက်တယ်ထဲမှာပါတယ်ဝင်းမြူပါနဲ့ဘာညာလေးပြောလိုက်မိတာကိုအဲ့ဒါကိုထိုင်းမှာရှိတဲ့နိုင်ငံရေးသမားအချို့ရဲ့စစ်တပ်ကထောက်ခံတဲ့ဖွဲ့စည်းတွေရဲ့အရသာပြည်သူတွေကဒါအမေကိုစစ်တပ်ကိုပြန်စော်ကားတာပဲဒီနိုင်ငံရေးသမားဝင်းချုပ်ကဒါထွက်ရမယ်ဆိုပြီးဝိုင်းပြီးလို့တာဆိုတော့အဲ့စိတ်တက်မျိုးကထိုင်းနိုင်ငံသားတွေမှာရှိတယ်မြန်မာနိုင်ငံမှာအဲ့လိုပြောကြည့်ပါလားကောင်းတယ်ပြောစမ်းအဲ့ဒါကောင်းတယ်ကွာကောင်းတယ်လက်ခုပ်တီးကြမှာအဲ့မှာနေတိုင်းနဲ့ထချအောင်ပါဆိုတော့ကျွန်တော်တို့နိုင်ငံမှာကစစ်တပ်ကိုစော်ကားခြင်းတိုင်းစော်ကားလဲစော်ခြင်းစော်ကားလဲအားလုံးလက်ခုပ်တီးတာဗျာကဲကိုမစော်ကားလဲစော်ကားရောထပြောတာချက်ချင်းဟိုထပြီးနိုင်ငံရေးသမားမှာဝင်တုံတက်ရှင်နာဝါဒပြုတ်လို့မတက်အောင်ဖြစ်နေပြီခုကဲအဲ့ဒါဘာလဲဆိုတော့သူများနိုင်ငံရေးချင်းမြင့်မားမှုကိုပြတာဒါကျွန်တော်နိုင်ငံမှာတော့ပြောမနေနဲ့နိုင်ငံရေးသမားတွေကတော့စစ်တပ်ကိုလည်းညှို့ထိုးတာအားနေစစ်တပ်ပဲလည်းညှို့ထိုးတာအကုန်လုံးကဒီစစ်တပ်မကောင်းတာပဲပြောတယ်ပြီးရင်စစ်တပ်နဲ့ကင်းလာဆိုတကောင်းမှမကင်းဘူးနိုင်ငံရေးသမားတွေအကုန်လုံးမေးကြတကောင်းမှမကင်းဘူးစစ်တပ်နဲ့စစ်တပ်ကအကုန်လုံးလှည့်လို့ပေးထားတယ်ခင်ဗျာပုံမှန်လေးပြောမယ်ကျွန်တော်ဒီနေ့တော့ကျွန်တော်တော်တော်စိတ်ထဲမှာပြောချင်လို့ပြောတာသက်ဆိုင်ရာလူကြီးလည်းမင်းကွာဒီစကားကြီးကိုမင်းပြောလိုက်ကျွန်တော်မင်းကွာအဲ့ဒါမျိုးတွေမင်းဖွင့်မချသေးပါဘူးလို့ပြောရင်ပြောလိမ့်မယ်ကျွန်တော်ဖွင့်ချမယ်တကယ်တဲ့ပြောမှာမတတ်နိုင်ဘူးကျွန်တော်ပြောရမယ်တချို့လူကြီးလည်းစိတ်ဆိုးလို့ဆိုကြကျွန်တော်တို့ဝင်စစ်တပ်ကဘယ်လောက်ထိသဘောကောင်းလဲခင်ဗျာဥဝင်းမြင့်မိသားစုကိုတတ်မတော်ရဲ့ဆေးရုံတစ်ခုမှာတေချာကုပေးတာဥဝင်းမြင့်မိသားစုကျွန်တော်တို့တမရကြီးဆိုတဲ့ဥဝင်းမြင့်ကြီးရဲ့မိသားစုကိုတတ်မတော်ဆေးရုံမှာတေချာကုပေးတာတတ်မတော်ပိုင်နဲ့နောက်က background နဲ့နာမည်ကြီးဆေးရုံနှစ်ခုတည်းတစ်ခုမှာတေချာကုပေးခဲ့တာဘလောက်သူတို့ကဘာဖြစ်လဲဥမြင့်ထောင်နဲ့ထည့်ထားပြီးမြဲသူ့မိသားစုကျမ်းမာရေးလိုလို့ချက်ချင်းလုပ်ပြီးတယ်ဆိုတော့ဘာလဲဆိုအဲ့ဒါဘာလဲဆိုတော့သူတို့မှာညို့တဲ့အာဃာတမရှိဘူးဒါနိုင်ငံတော်တာဝန်ထမ်းသူဒီနိုင်ငံရေးရလိုအပ်လို့အုပ်ချုပ်ရေးရန်တရားမှာဖြစ်သွားတဲ့ပြဿနာတွေကြောင့်သာထောင်နဲ့ထည့်ထားပြီးမြဲသူ့ကျမ်းတဲ့မိသားစုကမှစံပတီလို့ခေါ်တယ်စာနာထောက်ထားမှုပြတယ်တကယ်လုပ်ပြီးတယ်ခင်ဗျားတို့ယုံကြည်မှယုံမယ်အဲ့လုတ်တဲ့သက်ဆိုင်ရာဝါတွေကတော့ဟာဒီကောင်ဘလို့သိတယ်ဒီကောင်ပြောနေပြီရှောက်ပြီးတော့မဟုတ်ကျွန်တော်ဘာလို့ပြောလဲဆိုရင်အဲ့ဒီတချို့လူတွေကိုနားလဲစေချင်လို့ဒီတချို့ကိစ္စတွေမှာတက်မတော်ကိုခင်ဗျဆွတ်ဆက်ပြီးတော့ဘာဖြစ်နေလဲ तू လဲသူ့ဟွာနဲ့ तू ပဲ तू မှလည်းအမားရှိမှာပေါ့ရှိပေမဲ့တိုင်းပြည်နဲ့ပတ်သက်ရင်တော့သူတို့အဲ့လောက်မရိုင်းဘူးဗျတက်မတော်လူတွေကတိုင်းပြည်နဲ့ပတ်သက်အဲ့လူတွေမရိုင်းဘူးဟိုနိုင်ငံရေးသမားတွေကတိုင်းပြည်နဲ့ပတ်သက်မရိုင်းတာတိုင်းပြည်ကိုချနေတာကိုအာဏာရဖို့အကုန်ချနေတာစစ်တပ်ကအကုန်သီးခံပေးထားတယ်ဒီနိုင်ငံမှာနော်အဲ့တော့တခါကျရင်ကျွန်တော်လည်းပြောရတာဒီဟိုစစ်တပ်ဘောမှာလို့ပြောခံရလဲဟိုခမ်းမှာပဲတက်နိုင်ဘူးဆိုကျွန်တော်မြင်နေရတာဟာတွေကြားနေရတယ်တွေ့နေရတယ်အကုန်လုံးချိန်တိမ်ကြုံပြောတဲ့ခါကျတော့ပြောခံရအောင်ခမ်းကလည်းမတက်နိုင်ဘူးကျွန်တော်ပုံမှန်လေးပြောမတက်နိုင်ဘူးပြောခံလည်းခံပလိုက်ပါပဲဒီတိုင်းပြည်တည်ငြိမ်အေဂျင့်ရေးအတွက်ကဒီတိုင်းပြည်မှာတကယ်ကိုဘယ်သူကဥဆောင်ပြီးလုပ်နိုင်မလဲဘယ်သူကတကယ်ကိုထိန်းချောင်းပေးနေလဲတိုင်းပြည်ရဲ့ကြောရိုးကြီးလူမျိုးမတီးပြီးတော့မဖြစ်အောင်လုပ်ပေးနေတယ်ဆိုတာကြည့်ပေးနေရတာပြီးတော့တိုင်းပြည်ရဲ့တကယ်ကိုဘာခေါ်လဲဆိုတော့ဟိုအရသာအစိုးရကိုနန်းတင်ပေးပြီးတော့သူကနန်းကိုစောင့်ပေးမဲ့လူတွေဖြစ်မလဲပြန်ကြည့်လိုက်စစ်တပ်ကပဲနန်းဆောင်ပေးတာဘယ်ကောင်းမှဘယ်နိုင်ငံသမားနန်းဆောင်တာမရှိဘူးအလကနန်းဖြိုးချမယ်ငါမထိုင်ရရင်အဲ့ဟိုအဲ့ငါမထိုင်ရရင်အဲ့ကန်ချပြီမယ်ဆိုတဲ့လူကြီးပဲပြန်ကြည့်ဒီခင်ဗျတမိုင်းကိုပြန်ကြည့်လိုက်အဲ့နိုင်ငံရေးသမားအကုန်လုံးကငါမထိုင်ရရင်အဲ့နန်းပလင်ကိုကန်ချပြီးမှဖြိုးဖျက်ဖွဲ့မယ်မိချိုးဖွဲ့မယ်အဲ့လိုကောင်လေးကြီးပဲအဲ့ဒါကိုအကုန်လုံးပြန်ပြီးဒီအောင်စစ်တပ်ကပြန်ထိန်းတာပြန်ကြည့်လိုက်ဆိုတော့တမိုင်းကိုပြန်ကြည့်ရင်အဖြစ်ရရှိတယ်
ခင်ဗျာနိုင်ငံရေးမှာတချို့ပေါက်တော့ရေးတဲ့စာတွေဖတ်ပြီးတော့စစ်တပ်အမုန်းတရား line တွေဝင်တယ်လို့သာတိတိကျကျ analyze လုပ်ပြီးတေချာအတွင်းကျကျလေးလာကြည့်တွေ့သွားလိမ့်မယ်အဲ့ကြရင်တခါအဲ့ကြတော့မှအကုန်လုံးမလီတခါတည်းဖေစစ်တပ်ကြီးထားပြမဖြစ်ဘူးပါတချို့ကကျွန်တော်လည်းခုနကပြောတာနည်းခက်တယ်အဲ့တော့တခါတည်းကြရင်ထိုင်းရဲ့နိုင်ငံကြီးကထိုင်းဒီပါနတ်စွာဖြင့်အကင်တွယ်သွားတယ်ထိုင်းစစ်တပ်ကြီးလည်းသူတို့ဒီလိုပြောတယ် okay သူတို့ဘာဖြစ်တယ်သူတို့မကြိုက်ဘူးမကြိုက်ကြောင်းပြောတယ်ရင်းလက်ကလည်း sorry ဟိုပတုံတန်းကလည်းတေချာသွားတောင်းပန်ရတယ်ပြီးရင်ထိုင်းအတိုက်ခံဖွဲ့စည်းတွေကပြောတယ်ဘရင်ကလည်းထိမ့်ပြီးတယ်ခုထိမ့်ကြောက်ပြီးနိုင်ငံရေးကိုထိမ့်ကြောက်တော့ပြည်သူလူထုမနာတဲ့လမ်းကိုရွေးသွားတယ်မြန်မာပြည်မှာလားဦးဝင်းထင်ကြီးလေကျွန်တော်အသက်နဲ့အာမခံပါတယ်ချာဆိုတော့အကုန်ရှုပ်ကိုဇာလန်ရှင်းလို့မရတော့အဲ့တော့ဘယ်ကမြင်ဖျားခံလဲဆိုအဲ့ဒီ NLD အုပ်စုကပဲမြင်ဖျားခံလာတာပြန်ကြည့်လိုက်ဆိုတော့ပြောရတာပုံနဲ့ပြောရင်တော့ပြောရတာဟိုအကုန်လုံး NLD အုပ်စုလုံးပိတ်သေးလေးဘေးပြင်းသလိုပြောရလို့ဖြစ်နေတယ်နော်အဲ့လိုတော့ဖြစ်တယ်ဒါတော့ထားပါတော့ဒါတော့ဆိုတော့ဒါဖြစ်နေတဲ့ဒီထိုင်းရဲ့နိုင်ငံရေးအခြေအနေနဲ့စစ်တပ်ရဲ့သဘောတွေကိုကျွန်တော်ကဒီထည့်ပြောတာเนาะအဲ့တော့စစ်တပ်ကတော့ပုံလည်းပြောရင်တော့လှုပ်ရှားရှိတော့သူတို့လှုပ်ပေးနေတယ်ကုညီပေးနေတယ်ဒါပေမဲ့နေဖုံးလက်ကတော့ဒီနေ့ဗာပြောလဲဆိုတော့လူကြောင်မှုကြောင်နဲ့ဟိုပါလဲဟိုလူကြောင်မှုကြောင်နေဖုံးလက်ကထပြောတယ်အဲ့တော့ဒေါန်ဆန်းစုကြည်နဲ့ဟိုဦးဝင်းမြင့်ရဲ့ကျမ်းမာရေးအတွက်စိုးရိမ်ပါတယ်ဘာညာအဲ့စကားပြောလို့ကျွန်တော်တင်းလို့ခုနထည့်ပြောလိုက်တာစိတ်ပူမနေနဲ့မင်းပထွေးကိုကတော့မင်းပထွေးကိုဟိုမှာကောင်းအောင်မင်းပထွေးမိသားစုကောင်းဆောက်ကြောက်ပေးနေတယ်အဲ့လိုပြောကြရင်နေဖုံးလက်ကိုเนาะအဲ့လိုပြောချင်တာဘာလို့တခါကြရင်ဟိုအဝေးကနေပြီးတော့ပေါက်တက်ကြရပြောဖို့ထိန်ဆုံးကအဲ့ဒီကောင်ထိန်ဆုံးကဟိုဒေါန်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ပဲသူစိတ်ပူတယ်ဆိုပြီး NUG တဲ့သူတို့ကစိတ်ပူနေပါတယ်ဆိုစိတ်ပူပါတယ်ပေါ့တကယ်တမ်းပြောရင်အဲ့ဒီ NUG တအုပ်စုလုံးကဒေါန်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ကိုရှင်းပြရင်ရှေ့အောင်ရှိစေချင်တာမဟုတ်ဘူးဒီလက်ရှိချိန်မှာရှေ့အောင်ကျမ်းမာရေးမော်ပြပြီးတော့ခေါ်တော့ပါတည်သွားစေချင်နေတာအဲ့ဒီ NUG နဲ့နေဖို့တော့အုပ်စုကဒေါန်ဆန်းစုကြည်ဦးဝင်းမြင့်ကိုတည်သွားစေချင်နေတာတည်သွားမှသူတို့ကအဲ့ဒါကြီးကိုနိုင်ငံရေးလုပ်မှာနိုင်ငံရေးတခါတည်းအဲ့ဒါကြီးနဲ့နိုင်ငံရေးလုပ်ဆောင်မှာဒါကိုလုပ်ဖို့စောင့်နေတာဒါမျိုးစစ်တပ်ကလည်းဖြစ်မခံဘူးဒါကြောင့်ခုနကကျွန်တော်ပြောရတယ်မလားဦးဝင်းမြင့်ရဲ့မြီးလေးဗျာကဲပုံလည်းပြောမြီးလေးကျမ်းမာရေးမော်ဖြစ်တော့ချက်ချင်းလုပ်ပြီးတာဒါကချက်ချင်းအားချက်လုပ်ပြီးတာခင်ဗျာလုပ်ပြီးတော့တေးသေးချောပေးတာခင်ဗျာအဲ့ဒါဦးဝင်းမြင့်ရဲ့မိမမသေးသေးဘူးဦးဝင်းမြင့်မိမမသေးသေးဘူးရှိသေးတယ်သက်ရှိတင်ကြဦးဝင်းမြင့်ကိုယ်တိုင်ထောင်ထဲကနေတီးပြီးပြီအဲ့ကိစ္စတွေဦးဝင်းမြင့်မိမမသေးသေးဘူးခင်ဗျားတို့ပိုင် NLD အုပ်စုတွေတွားမေးကြည့်မယုံတိုးတိတ်ကြိတ်မေးလိုက်ကျော်မင်းပေါ်တော့ဟုတ်လားလို့တွားမေးလိုက်အဆက်ရှိရင်ဝန်ခံလိမ့်မယ်အမှန်တရားမြန်လို့ရင်ဝန်ခံလိမ့်မယ်ကလင်ကကြီးထပ်လုပ်ချင်တော့လို့ပြဿနာမရှိဘူးကျွန်တော်ပွင့်လည်းပြောတာအဲ့ဒါတကယ်လုပ်ပေးခဲ့တာတက်ကဲနာမည်ကြီးစေုံနှစ်ခုတည်းတစ်ခုမှာနာမည်ကြီးစေုံနှစ်ခုတည်းပုဂ္ဂလိကစေုံနှစ်ခုတည်းတစ်ခုမှာဘယ်နေရာလို့ပြောတကယ်လုပ်ပေးခဲ့တာဒါကိုကျွန်တော်ပြောချင်တာခါကြရင်အဲ့ဒီလိုနေဖုံးလက်တို့အပြင်ကနေပြီးတော့ရှောက်ပေါက်တော့ကြရပြောတကယ်ကျတော့မြေမှာတကယ်ဖြစ်နေအဲ့ဒါမဟုတ်ဘူးဆိုတော့နေဖုံးလက်ကတော့ဘာဖြစ်လဲဆိုတော့ဒေါန်ဆန်းစုကြည်ကနေဖုံးလက်ကသူတို့စိတ်ဟိုနေဖုံးလက်ကိုပြောတယ်ဒေါန်ဆန်းစုကြည်စိတ်ပူပါတယ်ပြောတယ်ဒေါန်ဆန်းစုကြည်ကြားရင်ဘာဖြစ်မလဲသူကြည့်ပြီအဲ့တနာယူကောင်ကပြောတာဟုတ်လားအဲ့တနာယူကောင်ကငါ့ကိုစိတ်ပူတယ်ပြောဟုတ်လားအဲ့လိုပြောပါအဲ့တော့ဒေါန်ဆန်းစုကြည်တည်တယ်နေဖုံးလက်တနာယူမှဒေါန်ဆန်းစုကြည်တည်တယ်ဦးဝင်းမြင့်လည်းတည်တယ်နေဖုံးလက်တနာယူဆိုတာကိုဒေါန်ဆန်းစုကြည်ဦးဝင်းမြင့်ရောတည်တယ်ပါတီထဲမှာနေဖုံးလက်ကိုဘယ်လိုသတ်မှတ်ထားလဲဆိုတာပါတီရဲ့လူတွေကောင်းကောင်းသိတယ်နေဖုံးလက်ကိုပါတီရဲ့လူတွေကောင်းကောင်းသိတယ်တနာယူဆိုတာကောင်းကောင်းသိတယ်တနာယူပြီးတော့သခိုးအဲ့ကောင်အဲ့လိုပြောတာတနာယူသခိုးတယ်ဟာကျွန်တော်အော်နာဘယ်လိုတနာယူသခိုးဖြစ်တာလဲဆိုတော့တနာယူတာကတော့ခဏသိတယ်သခိုးကတော့ဗာလဲဆိုတော့ခုမှသူများ page လည်းခိုးတယ်သူများဟိုကလည်းခိုးတယ်အဲ့လိုပြောရင်မကောင်းဘူးညာအဲ့တော့အဲ့လိုကောင်းမျိုးနော်သူများဟိုကလည်းမထားဘူးခိုးတာအဲ့လိုသခိုးတယ်အဲ့လိုပြောအဲ့နေဖုံးလက်ကထပြောတော့ကျွန်တော်အဲ့ဒါမျိုးဒီလိုပရိပဒါနဲ့လူပိန်းကြိုက်စကားတွေပြောပြီးတော့ပြည်သူလူထုပေါ်မှာကလိန်ကချစ်လုပ်နေတာကိုကြည့်ပြီးတော့ကျွန်တော်ကအခုတခါတည်းတချို့ကိစ္စတွေသိအောင်လို့ဘက်ကနေထည့်ပြောတာအဲ့တော့သက်ဆိုင်လူကြီးချို့ကတော့လူကြီးချို့တော့ကျွန်တော်အားနာတယ်ဟိုဒါကြီးကသူတို့ကဒါကြီးမနဲ့တိုင်မတက်ချင်ဘူးမသိစေချင်ဘူးဒါပေမဲ့ဒီကောင်ဘယ်လိုဆုံးဖြတ်ပြီးသွားလဲဆိုပြီးဒီကောင်ကွာပြောပြမိဆိုရင်ဖြစ်ပါအဲ့ဒါကျွန်တော်တောင်းပန်တယ်ကြိုးပြောတာအဲ့လိုအုပ်စုလည်းကျွန်တော်တောင်းပန်တယ်ဘာလို့ဆိုကျွန်တော်မတက်တာလို့ပြောတာဒီလူတွေကြည့်မရလုံးလို့ပြောလိုက်တာအဲ့တော့ဒါတခုနောက်တစ်ခုကနေဖုံးလက်ကရွေးကောက်ပွဲဝင်မဲ့ပါတီတွေကိုပြောတယ်အဲ့တခုတော့ကျွန်တော်ပွင့်လိုက်ပြန်ပြည်တွင်းနိုင်ငံရေးပါတီတွေအကုန်လုံးနဲ့ပါတီတွေအကုန်လုံးခင်ဗျားတို့နေမှာနေဖုံးလက်ကခင်ဗျားတို့စော်ကားနေပြီပါတီတွေနေဖုံးလက်ကပြောတယ်ပြည်တွင်းမှာပြိုင်တဲ့ပါတီတွေအကုန်လုံးရတယ်ပြည်တွင်းမှာအခုစစ်ကောင်စီအောက်မှာပြိုင်မဲ့ပါတီအကုန်လုံးရတယ်ရွေးကောက်ပွဲမှာအားလုံးပေါင်းရင်တော့10ရာခိုင်နှုန်းတော့မရခဲ့တဲ့ကောင်းနေတယ်ကဲခင်ဗျားတို့ပါတီကုန်ပြီကိုကြီးတို့ဒေါ်သက်ခိုင်တို့နော်ကိုကြီးတို့ဒေါ်သက်ခိုင်တို့ပါတီတွေပေါ့ဗျာနောက်တခြားကျန်တဲ့လူတွေပါအောင်အများကြီးပေါ့ဦးခင်ကြီးတို့ရဲ့ပြည်ခိုင်တို့ပါတီလည်းပါတော့ဗျာဦးတောင်ကြီးလည်းသမားဦးကျော်သာဆိုးတို့အကုန်ပါတော့ဗျာနော် NDF ဦးခမောင်ဆိုးတို့အကုန်ပါတယ်အဲ့လိုနာမည်ကျော်ပါတီတွေရှိသေးတယ်ထောင်းဦးဆိုင်ရဲ့ပေါက်ပါတီတို့အကုန်လုံးအဲ့လူအကုန်လုံးကိုသိမ့်ကြုံပြောပလိုက်တာတစ်ဖွဲ့လုံးပေါင်းလို့မှ10ရာခိုင်နှုန်းတော့မဲမရခဲ့တဲ့ဟာတွေတဲ့ပုံလည်းပဲလူထောက်ခံမှုမရှိတဲ့ဟာတွေတဲ့အဲ့လိုကောင်းမှုတွေကUNဝင်ပြိုင်မှာဆိုပြောရောအဲ့တော့ပြောရင်တော့အဲ့တော့နိုင်ငံရေးပါတီတွေနဲ့အဲ့ဒီကျန်တဲ့ဟိုနေဖုံးလာပြောလဲပြောစရာပဲအဲ့ဒီနိုင်ငံရေးပါတီတွေကတော့နေဖုံးလာပြောလဲပြောစရာပဲနေဖုံးလာလို့တနာယူကပြောလဲပြောစရာဖြစ်နေတာပြဿနာအဲ့တနာယူပြောတာကိုခံရတဲ့ဘဝရောက်နေတာ
ပြန်ကြည့်ပြန်တွေးကြည့်တနာယူပြောတော့ခံရတဲ့ဘောရောက်နေတယ်ဘာလို့ဆိုဒီရှိသမျှပါတီတွေအကုန်လုံးကဘလောက်ပဲမဲဆွဲဖို့ကြိုးစားသူကမီဒီယာနဲ့ friendly ဖြစ်ဖို့လူလူနဲ့ friendly ဖြစ်ဖို့ကဘယ်အချိန်မှဆိုရွေးကောက်ပွဲနဲ့နေမှထားလို့တာလူလူကြားတဲ့ကိုစိတ်ဝင်ပြတ်နဲ့မနေထိုင်ဘူးသူတို့ရဲ့ပါတီ uniform ဝတ်စုံကိုတော့လူလူကြားထဲမှာစိတ်ဝင်ပြတ်နေအောင်မလုပ်နိုင်ဘူး marketing strategy အားနဲ့လားဒါမှမဟုတ်လူဘိန်းချက်ပဲလုံးဘလို့ချောင်းတော့ကြော်နာမလို့ရှင်းလို့ကိုမရဘူးမရဘူးဖြစ်သွားတာအမှန်တရားအဲ့တော့မဲတကယ်မဲထဲဟိလေဆိုအကုန်ရှုံးတာပဲအကုန်ခွက်လန်ရှုံးကြတာရှုံးကြပြီးတော့ဘာမှမဟုတ်ဘူးအဲ့တော့ဘာကြောင့်လဲဆိုတော့လူလူကဒီနိုင်ငံရေးပါတီတွေအကုန်လုံးပုံမှာယုံကြည်မှုမရှိဘူးအဲ့နိုင်ငံရေးပါတီခေါင်းဆောင်တွေမရှိဘူးနော်ဥပမာထားပါတော့ပြည်သူ့ပါတီကိုကြီးသူ့စိတ်ထဲမှာ NLD မရှိရင် तू ကနံပါတ်1ဖြစ်မယ်ထင်တာမယုံရင် open ဝါဖြစ်ကြည့်လိုက်သူ့ကိုပေးမယ်ထင်လို့လားမပေးဘူးမထင်နဲ့မပေးဘူးကျွန်တော်တော့သူ့မထည့်ဘူးမဲကျွန်တော်တခါလေးပြောတာသူ့မထည့်ဘူးကျွန်တော်သူ့မဲထည့်အောင်မဟုတ်ဘူးဘာလို့ဆိုတော့မဲထည့်ရနိုင်လောက်တဲ့အနေအထားမျိုးမရှိလို့ကျွန်တော်အတွက်တော့မရှိဘူးသူများတော့မသိကျွန်တော်သူထည့်အောင်တယ်ကိုကြီးကိုဒါတခါလေးပြောတာကိုကြီးရဲ့ပြည်သူ့ပါတီကိုကျွန်တော်မြို့နယ်မှာပြိုင်ရင်ကျွန်တော်ပြည်သူ့ပါတီကိုဘယ်ပါတီလဲကိုကြီးပါတီမထည့်ဘူးကျွန်တော်တခါလေးပြောတာကျွန်တော်မထည့်ဘူးခင်ဗျားတို့ကြိုက်ကြမကြိုက်ကျွန်တော်မထည့်ဘူးကျွန်တော်ရဲ့ right ရပြောတာကျွန်တော်ရဲ့ journalism right ရရောကျွန်တော်ရဲ့ပြည်သူတယောက်ရဲ့မဲပေးပိုင်ခွင့် right ရပြောတာမထည့်ဘူးနော်ဘာလို့လဲဆိုတော့ journalism right ရဘာလို့ပြောဆိုတော့ကျွန်တော်က journalism ပညာရေးကိုပြောမရဘူးသူတို့စီကပြန်သင်နေရမှာဘာလို့ဆိုတော့သူတို့ပညာရှင်တွေဆိုတော့ပြန်သင်ရမှာအဲ့တော့ကြောင့်မို့လို့ကျွန်တော် journalism right ရဆိုရင်တော့ကျွန်တော်မဲမထည့်ဘူးဒါတခါလေးပြောတာမဲမထည့်ဘူးကိုကြီးပါတီဆိုမထည့်ဘူးဘာလို့ဆိုတော့ဒါဘာယုံကြည်မှုပဲယုံကြည်မှုကြောင့်ပဲကျွန်တော်တို့ဒီမှာဖြစ်နေတဲ့ယုံကြည်မှုကြောင့်မထည့်တာယုံကြည်မှုဘာလို့ဒီပေါ်မှာမယုံကြည်ဘူးဒီကောင်လေးလုံနိုင်ပါမလားမဖြစ်နိုင်ဘူးထင်တယ်အဲ့ဒါမျိုးမယုံကြည်ဘူးအဲ့ကြောင့်မထည့်တာအဲ့တော့ဒေါ်သက်ခိုင်ပါတီရောဦးခေကြီးတို့ပါတီရောနောက်ပေါ်လာမဲ့ပါတီအကုန်လုံးပဲစသဖြင့်မြစုပါတီဦးဆိုင်ပေါ်ပါတီမဲထည့်မှာလားမေးကျွန်တော်ပုံလို့ပြောကျွန်တော်မြို့နယ်မှာကျွန်တော်ဆိုရင်တော့အရေးချင်းရှိတဲ့လူပဲရွေးမယ်တကယ်လုံနိုင်လူပဲပါတီကိုရေးချင်းရှိတယ်ရွေးမယ်ဘယ်ကောင်ရေးချင်းရှိလဲဘယ်သူရေးချင်းလဲအဲ့ဒါပဲကျွန်တော်ကြည့်မယ်ဘယ်ကောင်လုံနိုင်မှာလဲကိုမြို့နယ်ကိုဒီကောင်တကယ်လုံမဲ့ကောင်လားသူတို့မဲဆွဲတဲ့အခါမှာနားတော်မသိချာဘာတွေပြောနေလဲသူတကယ်လုံမှာလားနောက်ခံ background ပါလဲဘယ်ရသွားတာအကုန်တရားလေးလိုက်မှတကယ်လုံနိုင်မဲ့သူပဲလွတ်တော့ကျွန်တော်မဲတမဲကိုထဲမှာအလ္လာဟ်တော်ဖြစ်မှာခံတယ်ပုံလေးပြောအဲ့တော့နှမျောလို့ဗျာကိုမဲတမဲကိုနှမျောလို့ကိုမဲတမဲကိုဒီပေါက်လို့ပဲသားကောင်လေးလက်ထဲပေးလိုက်မှာသိချင်နေတဲ့ရှင်နာကျွန်တော်ပုံလေးပြောအဲ့တော့နိုင်ငံရေးဝါဒီမှာအဲ့လိုမယုံကြည်မှုအဲ့တော့ပြည်သူလူထုရှိမှာအဲ့မယုံကြည်မှုကအတိုင်းအတာတစ်ခုရှိနေတယ်အဲ့ရှိနေတာကိုပြည်သူလူထုရှိရတယ်မာမရက်ပြီးတော့ပြည်သူလူထုကိုလက်ခံလာအောင်လို့ဒီလက်ရှိပါတီတွေပြည်တွင်းမှာကျန်နေတဲ့ပါတီတွေစီးရုံးနိုင်သလားလို့မေးပုံပေါ်လင်းပြောရရင်လုံးဝအားနေတယ်ပြည်သူလူထုကသူတို့လက်ခံလာအောင်စီးရုံးနိုင်တဲ့အားမှာအဲ့ဒီလူတွေလုံးဝအားနေတယ်အဲ့ဒါကြောင့်မလို့ဖြစ်နေပြဿနာအဲ့တော့နေဖုံးလည်းလို့တနာယူပြောတာခံရခင်ဗျားတို့မတတ်နိုင်ဘူးခင်ဗျားတို့ခံရမှာပဲခံရတခုတော့ရှိတယ်ခင်ဗျားတို့နေဖုံးလည်းကိုပြန်ပြောလို့ရတာတခုရှိတယ်ဟဲ့အောင်တနာယူကောင်မင်းလဲတတိရှင်ပြည်တွင်းမှာပြန်လာပြီးမင်းနာမည်နဲ့ပါတီထောင်လိုက်ပြီးရင်ငါတို့ပြိုင်မယ်လို့အဲ့လိုပြောပလိုက်အဲ့ဒါဆိုရင်ခင်ဗျားတို့အဲ့လိုပြောရမှာအဲ့လိုပြောရမှာဒါပေမဲ့ပါတီတွေကတော့အဲ့လိုမပြောရဘူးကျွန်တော်တို့ဟို NP News မှာတော့တယောက်ကဦးထောင်းအောင်ကျော် NDF ကဦးထောင်းအောင်ကျော်တော့ပြောတယ်နေဖုံးလည်းကဒါမှပြောမယ်စင်တာမျိုးမဟုတ်တော့ဘူးအဲ့ဒီကတော့သူကပြန်ပြောသေးတယ်နော်သူကတော့အဲ့လိုပြန်ပြောသေးတယ်ပေါ့နော်ပြန်ပြောသေးသူကတော့ net ပြန်ပြောသေးတယ်ပေါ့တောင်းတလူကမပြောရဘူးဘာလို့ဘာလို့ပြောလဲဆိုတော့ရှင်ပြောဖို့အနေထားမှာသူတို့ပြန်ပြောလဲဟိုကသူတို့ပတ်မှာပဲဟိုပတ်မှာဟိုစော်မှာပြီးရင်ဟိုကနေဖို့လက်ကတူးနောက်မှာဟိုလုတ်ကြံတပ်ဖက်အဖွဲ့တွေရှိတယ်အဲ့တော့လုတ်ကြံတပ်ဖက်ခံမှလည်းကြောက်တယ်အဲ့တော့မပြောကြအောင်အဲ့လိုရှိတယ်အဲ့ကြောင့်နေဖုံးလက်လူတနာယူကောင်ပြောတာခံရခင်ဗျားတို့နေဖုံးလက်လူတနာယူပြောတာခံပြီးတော့ငြိမ်ခံပြီးတော့ကျွန်တော်တို့ကတတိရှိပါတယ်နိုင်ငံရေးမှာလုပ်ရဲပါတယ်ကျွန်တော်တို့မှာနိုင်ငံရေးအတွေ့အကြုံရှိတယ်တပါရှိတယ်ကျွန်တော်တို့ကဘလို့ဖြတ်တန်းခဲ့တာနိုင်ငံရေးမှာဘလို့ဆိုတာကျွန်တော်ရှောက်ပြောမနေနဲ့အလကားဟိုကနေဖုံးလက်ပြောတော့ခံနေရမှာနေဖုံးလက်တော့ခံနေရပြီကျွန်တော်နေဖုံးလက်ကိုရားကြံပြောင်းပြောနေတယ်ခင်ဗျားတို့ကျွန်တော်ပြောတော့နေဖုံးလက်ကိုပြောရုပ်တယောက်မှာဒါရှင်းရှင်းလေးပြောတာဘာကြောင့်လဲဆိုတော့ခင်ဗျားတို့မှာအကြောက်တရားတွေရှိနေတယ်တိတ်ကြောက်တတ်တဲ့အစိတ်လေးတွေရှိနေတယ်မသိစိတ်တွေကကြောက်နေတယ်မသိစိတ်တွေကနေပြီးတော့ဟိုထွက်ပြောမှကြောက်တယ်တမ်းမတူတာတို့ဘာတမ်းတူချင်းမတူချင်းမဆိုင်ဘူးအဲ့ကြီးမှမဆိုင်တော့ဘူးအများကိုကိုစားပြီးပြောရမယ်ကာလရှင်ပြောပြရမှာရှင်းရှင်းလေးအဲ့ဒါပဲဒါကြောင့်ပြည်တွင်းမှာကျန်နေခဲ့တဲ့ပါတီကောင်10ရာခိုင်နှုန်းတော့မဲမရခဲ့တဲ့ကောင်လို့ပြောရင် तू ကအရင် data နဲ့ပြောတာမှန်တယ်အရင် data နဲ့ပြောရင်မှန်တယ်လက်ရှိအခင်းချင်းမှာတော့ကျွန်တော်အမြင်ပြောရရင်တော့ပြောင်းသွားပြီ NLD စားလည်းမရှိတော့ဘူး NLD မရှိတော့တဲ့ခါကျတော့ဒါကြီးကမဲအကုန်လုံးကပြန့်နေမှာပြန့်သွားမှာပဲเนาะအဲ့တော့နေဖုံးလက်ဆိုတဲ့တနာယူကလည်း तू သာဗဇက်ကအဲ့လိုပြောနေပဲ तू ထမိန်ချုံထားလို့ तू ဒီစကားပြောရတာထမိန်သာမချုံမဲနဲ့ထမိန်ချုံအောက်ကနေထွက်ပြီးတော့ထမိန်အောက်ကနေထွက်ပြီးတော့ तू ကိုယ်တိုင်သူ့နာမည်နဲ့ तू မဲဆွဲကြည့်သူ့ကိုမဲထဲမယ်လို့ရှိမယ်ထင်လို့လားနေဖုံးလက်ကိုပြောလိုက်ပါကြုံလို့ရှိရင်လေတတိရှိရင်ပြည်တွင်းပြန်လာပြီးတော့ကိုယ်တိုင်ကိုယ့်ကိုမဲဝင်ပြိုင်ကြည့်လိုက်လို့ရမလားလို့ပြိုင်ကြည့်လိုက်လို့ပါတီထောင်မဲပြိုင်ကြည့်လိုက်လို့အဲ့ကြရင်အဲ့ကြတော့မှအဲ့စကားပြောလို့ကိုကထမိန်ချုံနေရတယ်တော့ထမိန်ချုံနေကဟိုတောက်ခေါက်တန်လေးတော့မလုပ်ပါနဲ့လို့เนาะထမိန်ချုံတောက်ခေါက်တန်လောက်နဲ့တော့တက်မလာနဲ့လို့ကျွန်တော်တို့ပွင့်လိုက်ပြောတာဒါတော့ပွင့်လိုက်ပြောရင်ဒါကျွန်တော်အမြင်ပဲအဲ့တော့ဟိုပြည်တွင်းပါတီအနေနဲ့လည်းနေဖုံးလိုက်ပြောတာကိုမခံအောင်တော့ခင်ဗျားတို့ကိုယ့်ကိုကြိုပြင်ဆင်ကြဖို့လို့ဒီလိုတနာယူအောင်ပြောတော့ခံရတဲ့ဒီငြိမ်ခံရရတော့တဲ့ဒီခင်ဗျားတို့မပြင်ဆင်ထားဘူးဆိုရင်တော့ခင်ဗျားတို့ခံကြဟိုကလာအောင်မှာတလိုက်ပြီးလိုက်ကောင်ထပ်လုံးမှာဟိုတခုတစ်ခုပြောအောင်မှာကောင်ကြီးကဘာလို့ဆိုအဲ့လိုပြောပြီးတော့ကိုသူကပြည်သူလူထုကိုမဲမပေးအောင်လုပ်မှာအဲ့တော့ခင်ဗျားတို့ကပြည်သူလူထုထွက်ပြီးမဲပေးချင်အောင်လုပ်အောင်မှာခင်ဗျားတို့နိုင်ငံရေးပါတီတွေအလုပ်ဖြစ်သွားပြီ
လောက်ရတော့မှာကျွန်တော်တို့မီဒီယာလာပြန်အားမကိုးနဲ့ပြောလိုက်သေးတယ်မီဒီယာအားကိုကိုးပါတယ်မီဒီယာအားကိုကိုးပါတယ်ပြောတော့မီဒီယာအားကိုးတယ်မီဒီယာဝေဖန်တော့မခံနိုင်တဲ့ကောင်တွေကမီဒီယာအားကိုးတယ်လို့တာခဏရှင်းရှင်းလေးပြောရအောင်အဲ့တော့ပွင့်လင်းပြောရအောင်မီဒီယာအားကိုးမနေနဲ့ကိုယ့်ဟာကိုယ်လည်းညှစ်ကြအောင်နော်ကိုယ့်ဟာကိုယ်လည်းညှစ်ကြအောင်မီဒီယာကြီးအားကိုးမနေနဲ့ခင်ဗျားတို့မီဒီယာအားကိုးတယ်ဘယ်ချိန်မှအားကိုးလဲဆိုတော့မီဒီယာအားကိုးတယ်ဘယ်ချိန်မှအားကိုးလို့ဆိုရွေးကောက်ပွဲနေအားကိုးတယ်အဲ့မီဒီယာတွေရှင်သန်ရစ်တွေအဲ့ပါတီတွေအကုန်လုံးဘာလုပ်ပေးလဲမေးငါတို့တော့မရှင်သန်နိုင်တာကွာမင်းတို့ဘာလုပ်ပေးရမလဲဆိုဩအဲ့လိုလူမျိုးတွေကျွန်တော်မေးပေးရမယ်စဉ်းစားပါဦးဗျာနော်စဉ်းစားပါဦးအဲ့လိုပဲပြောချင်တယ်နော်ခင်ဗျားတို့ကမီဒီယာသမားတွေအားကိုးတယ်လည်းပြောတယ်မီဒီယာသမားတွေရှင်သန်ရပ်တည်နိုင်အောင်အားကောင်းလာအောင်ခင်ဗျားတို့ဘာလုပ်ပေးလဲမေးအဲ့ပါတီတွေဘာမှမလုပ်ပေးဘူးမလုပ်ပေးတဲ့တော့ကျွန်တော်တို့ကသူတို့ပြန်ပြီးတော့ဖြစ်ပေးရမယ်စဉ်းစားကြည့်ကိုကားရင်ကျုံးမမီးရမလားကျုံးကိုကားရမီးရမလားဘာကိုမီးရမှာတော့စဉ်းစားကြည့်ကိုအဲ့တော့တခါလာလဲခင်ဗျားတို့ကဖိုးသူတော်ကအားကိုးနေကြတယ်တောင်ဝေးတွေနော်အဲ့လိုဖြစ်နေတယ်ဘာဆောက်မှမရှိတဲ့တောင်ဝေးတွေအဲ့လိုဖြစ်နေတယ်မကြည့်တယ်လောက်ကြအောင်နော်အဲ့တော့ဒါလေးကကျွန်တော်ကြုံလို့ပြောရနောက်တစ်ခုကဒီ NUG ကမှအခုပြောတယ်မှာလဲဟိုမြေရောက်ဆေးုံကြီးကိုနေဖုံးလိုက်ပြောတာပါပရိပဒတွေနဲ့မြေရောက်ဆေးုံစနေပြီဆိုတော့ကြည့်တယ်လောက်ကြပါအဲ့လိုနော်မြေရောက်ဆေးုံစပြီဆိုတော့တခါတည်းမြေမြုပ်ပြီးသားတွေဖြစ်ကုန်ပြီလားမသိဘူးကြည့်ရတာတခါတည်းမြေပါမြုပ်ပြီးသားတွေဖြစ်တော့မလားမသိဘူးလို့နော်ဆိုတော့အဲ့ဒီ NUG အုပ်စုကအဲ့လိုပေါက်လို့ပယ်စားပရိပဒပြောပြီးပတ်စံရှာတဲ့နေရာမှာတော့တကယ်2ယောက်မရှိအောင်တော်တယ်တကယ်တော်တာဘာလို့လဲဆိုတော့သူတို့ရဲ့ရှေ့မှာဆက်ဆရာကြီးတွေပြောခဲ့ဘူးတယ်ဒီဟာတဲ့စောတယ်မြေအောင်မြို့တော်ကြီးဖြစ်ဖို့ဆိုပြီးတော့ပြောခဲ့တယ်ဗာလဲ NLD ရဲ့ဒေါက်တုမောင်မောင်စိုးဒေါက်တုမောင်စိုး NLD ပါတီကခန့်ထားတဲ့ဒေါက်တုမောင်စိုးဒေါက်တာဘွဲအတုနဲ့မောင်စိုးကမြေအောင်မြို့တော်လို့ပြောတယ်ဟုတ်တယ်ရန်ကုန်မြို့မြေအောင်မြို့တော်လို့မလို့ပြောတယ်သူသာပြုတ်သွားတယ်သူသာအမှသူမချိပစံချမ်းသာသွားလို့အဂရိယခေါ်စစ်ခံရတယ်ရှိခဲ့ဘူးတယ်မြေအောင်မြို့တော်ဖြစ်မဖြစ်တော့ကျွန်တော်မသိဘူးအဲ့လိုပရိပဒကြီးပြောသွားတယ်မြေအောင်မြို့တော်တဲ့ဖြိုးမင်းသိန်းဆိုရင်ဗာလဲရန်ကုန်မြို့ကြီးပင်လဲရန်ကုန်ပင်လဲမြို့ရွှေ့ပြင်မယ်လို့ဘာလို့ဘာလို့ပြောမှမသိဘူးပရိပဒကြီးချွတ်တော့ပြောတာအဲ့ NLD ပါတီအုပ်စုအဲ့လိုမျိုးပေါက်တက်ကြရိုက်ပြောတဲ့နေရာမှာ NLD ပါတီထိန်းချုပ်ပြီးရင်ဟာအရာဝင်နဲ့ရန်ကုန်တဲ့9 နာရီနဲ့မိုးပြန်ရထားကြီး as a crossfire ဗာလဲကျွန်တော်အဲ့စကလုံးမှတ်ပြီးတော့သူပြောတာပဲဦးမန်းဟောလေမန်းကျော်ဒီ as a crossfire ဘလို့လည်းမသိဘူးသူပြောတဲ့အင်္ဂလိပ်စကားကျွန်တော်နားမလဲနိုင်ဘူးမိုးပြန်လိုင်းအရာဝင်နဲ့ရန်ကုန်မိုးပြန်လိုင်းထိုးပြင်မယ်လို့ပါတော့ဟာထိုးမထိုးတော့ကျွန်တော်မသိဘူးအခုထိတော့ကျွန်တော်တလုံးမှလည်းမမြင်ရသေးဘူးအခုတော့ကျွန်တော်မိုးပြန်လမ်းပေါ်ပြောနေသလားတော့ကိုကိုပြန်ကြည့်နေရသေးတယ်ဟုတ်လားမဟုတ်လားသိချင်လို့အဲ့လိုပရိပဒတွေကိုထိန်းဆုံးကပြောခဲ့ကြတယ်ပြောခဲ့ရတယ်အခုအဲ့ဒီမျိုးဆက်ကမပြတ်သေးဘူးဟို NUG ရက်ဖြစ်သွားတာတော့ပြောနေတော့အခုထိမြေရောက်သေးအောင်ဆိုတော့အေးဟိုဗာလဲတတ်ထုတွင်းဟောင်းနေတတ်ထုတွင်းဟောင်းနေပေါ့နော်တတ်ထုတူဖော်ခဲ့တဲ့တွင်းအဟောင်းနေနောက်ဘာလောက်ကွညာလောက်ကွအဟောင်းနေမှာတွားပြီးအဲ့ဒီအဟောင်းနေဟိုအတွင်းထဲကိုတွားပြီးတော့ထည့်ပြီးတော့ဆေးုံမဖြစ်တာဘူးမြေရောက်ဆေးုံဆိုပြီးတော့ပရိပဒတွေထပြောတယ်နော်ဒီလူတွေဂျပန်လည်းမရောက်ဘူးလားလည်းမရောက်ဘူးတယ်ထင်ပါတယ်ရောက်ဘူးကြလိမ့်ပါလေဂျပန်မြေရောက်ကဘယ်လိုတိဆောက်တာလဲသူတို့မြေရောက်ဘယ်လိုလဲဆိုကြည့်လိုက်ဒီမှာဇော်ဝေဆိုဓာတ်ပုံရိုက်ထားတာပဲကြည့်လိုက်ကျွန်တော်ကြည့်ပြီးတော့အော်ဒုက္ခပဲအကုန်လုံးတော့ဟိုကတုထလိုက်မြေထဲမှာမြုပ်ပြီးသားတွေဖြစ်တော့မှာပဲလို့အဲ့လိုမျိုးအဲ့လိုပရိပဒတွေပြောခဲ့ကြတယ်နော်ဘယ်လောက်ပရိပဒပြောလဲဆိုရင်အနည်းဆုံးဒီဘက်အုပ်စုမှာအနည်းဆုံးပြောခဲ့တဲ့စကားတွေရှိသေးတယ်နော်မောင်ဆွေပြောခဲ့တဲ့စကားဆိုရင်ကြီးရတယ်နော်ကျွန်တော်ကစဉ်းစားနေတာပေါ့နော်ကိုယ်ကလည်းနေပြည်တော်မှာနေရဆိုတော့ကျွန်တော်ကလည်းပြန်ပြန်ကူစကားသာပြောနေတာငါအုပ်ချုပ်နေတာNUG လားNASA ကလားကိုယ်ကလည်းပြန်ကြည့်ရသေးတယ်ခုပြောတာပြောတော့အဲ့ဆိုသူကမောင်ဆွေတို့ဘာလို့ပြောခဲ့ဘူးတယ်နော်မောင်ဆွေတို့ဘာလို့အဲ့လိုပရိပဒပြောရနေမှာထိဆုံးကမကြခင်မှာတဲ့နေပြည်တော်ကိုတဲ့ PDF တွေအလှန် site ထူတော့မှာတဲ့မကြခင်မှာတဲ့အဲ့ဒါဘယ်တော့ပြောဆို2023ခုနှစ်ဩဂုတ်လပြောတာသူကဘာဖြစ်နေလဲဆိုတော့မောင်ဆွေကအဲ့လိုပြောခဲ့တယ်မကြခင်မှာတဲ့2023ဩဂုတ်လပြောခဲ့တာမကြခင်မှာနေပြည်တော်မှာအလှန် site မှာ PDF အလှန် site တော့မှာလို့သူကပြောတယ်ဆိုတော့ကျွန်တော်ကအဲ့ဒါကိုဘေးဘေးကြည့်ရသေးတယ်ပြီးတဲ့အလှမ်းငါအနာရောက်နေလားကိုကလည်းကြည့်ရသေးတယ်ပြီးတော့မှအော်လို့ကြည့်ရတာမောင်ဆိုလို့ NUG ကဘာနဲ့သွားတူလဲဆိုတော့ Manchester United အသင်းနဲ့သွားတူတယ်Man U ပြန်လာပြီးခဏစိုက်ကားနဲ့ဆိုတော့နည်းနည်းတော့ကြာတယ်ဆိုတာအဲ့လိုမျိုးဖြစ်တယ်ဆိုအဲ့လိုဖြစ်နေတယ်သူတို့အုပ်စုကအဲ့လိုပရိပဒတွေပြောတဲ့နေရာမှာတော့ဒါနံပါတ်1ကိုမှခင်ဗျဘယ်သူနဲ့မှပြိုင်နံပါတ်1က1ပဲအဲ့လိုအုပ်စုလို့သွားတွေ့ရတယ်လို့ဒါကိုပြောချင်တာနော်နောက်တစ်ခုကတော့အမေရိကမှာမြန်မာတွေလူငယ်90လောက်နီးပါးလောက်ပေါ့90တော့မပြည့်ပါဘူးလူငယ်90နီးပါးအမေရိကမှာမြန်မာလူငယ်90လောက်စုဖွဲ့နေတဲ့နေရာကိုဟွာနေအမေရိကန်ရဲတွေဝန်ဖမ်းတာအကုန်တပွဲလိုက်ကြီးဒီပုံလိုက်ကြီးဝန်ဖမ်းခံလိုက်တဲ့ဖြစ်စဉ်တွေဖြစ်သွားပါတယ်နော်လူငယ်90လောက်ပေါ့Iowa ပြည်နယ်Columbus လမ်းစုံမှာဖွင့်ထားတဲ့မြန်မာလူငယ်တွေ90တက်တဲ့ဒီခရစ်ယာန်တွေရသည်စခန်းပေါ့အဲ့စခန်းကိုအဲ့ဒါကိုဒီကလေးငယ်တွေမတော်တရားပြုကျင့်နေဆိုတဲ့ဆွဆွဲချက်နဲ့အတူရဲတပ်ဖွဲ့ဝင်ဝန်စီးတယ်ဝန်စီးတော့လူ90နီးပါးလောက်ကအကုန်လုံးဒီဖမ်းခံလိုက်ရတာပေါ့နော်သူဖမ်းခံလိုက်ရပြီးတော့ညှင်းချက်ထုတ်တာပေါ့အဲ့ဒါဖြစ်စဉ်ကဂျွန်လစခန်းကိုဂျွန်လ12 13ရက်တွေမှာသူအာဏာပိုင်တွေကဝင်ရောက်စီးနေတာတဲ့စီးနေရတာအဲ့ဒါအခုမှကျွန်တော်တို့သိရတယ်သေချာအခုမှသိရတယ်မြန်မာနိုင်ငံဘွာချင်းလူငယ်တွေကိုအဓိကပြုစုပြောတဲ့စခန်းတဲ့ဆိုတော့ပြောရရင်တော့ချင်းတွေဖြစ်တဲ့နေရာတွေပေါ့နော်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ်တော့အမေရိကန်မှာဒီလိုလူစုလုပ်ပြီးဆိုရင်မြန်မာတွေပဲစုပြီးတော့အဲ့လိုမျိုးလုပ်နေပြီဆိုရင်ဒါတို့တို့အတွက်အချမ်းဖတ်မှုအန်ရအငွေ့သက်ဆိုပြီးတော့အခုတည်းကအမေရိကန်မှာတော်တော်လေးကိုဒီအချမ်းဖတ်နေဆိုတဲ့ခေါင်းစဉ်အောက်ကနေတောက်လျှောက်ဆိုစောင့်ကြည့်ပြီးတော့လုပ်နေတယ်လို့ကောက်ချက်ချတာရှိတယ်အဲ့တော့အမေရိကန်ရောက်တဲ့မြန်မာတွေကြည့်လို့ကြအောင်စုပြီးအရက်တော့တာလဲ
တောက်ကြပြီးလဲပြီးတော့တုံးလိုက်ရုံနဲ့အဖမ်းခံနေအောင်မကြည့်လို့ကြအောင်နော်ဒါကတော့အမေရိကန်ဖြစ်တဲ့ဖြစ်စဉ်လေးတခုနည်းနည်းလေးအကြောင်းအရာလေးကိုပြောပြတာပါအဲ့တော့နောက်တစ်ခုကတော့တပိတ်ချင်းဘက်မှာတော့တက်ကတာသီးပြန်ရနေပြီလို့ကျွန်တော်သိရတယ်ဘာလို့ဆိုတော့တက်ကတပိတ်ချင်းမှာရသလားမရသလားဆိုရင်ခင်ဗျားတို့အဲ့ NUG နဲ့ဟို PDF အကြမ်းဖက်အားပေးမီဒီယာတွေမှာတွားကြည့်ပါဘာတွေရေးနေလဲဆိုတော့တွားကြည့်ရင်တွေ့လိမ့်မယ်နော်တပိတ်ချင်းကိုဗျာတက်ကဒီတရားရမြစ်ကနေတော့တက်သွားတာစင်ကူအပေါ်မှာမရယာအပေါ်မှာပေါ့စင်ကူနဲ့မရယာအပေါ်ပဲတပိတ်ချင်းပေါ့နော်ဆိုတော့တပိတ်ချင်းမှာတောက်လျှောက်တက်ကဆိုင်ပြီးတိုက်နေခြင်းတိုက်နေနေတော့တရားရမြစ်ကနေတက်သွားပြီးဆန်းတက်သွားပြီးတော့တရားရမြစ်ကနေပြီးတော့တပိတ်ချင်းကိုတက်ပြီးတော့ပြန်ဟောပြတာပေါ့နော်ဆိုတော့မြို့နယ်နဲ့6မိုင်လောက်ကကြေးဝါရီဘာပတ်ချလိုက်ပေါ့အဲ့အကုန်လုံးတက်ကပြီးခဲ့တဲ့မနေ့ကညနေပိုင်းလောက်မှာပဲလေနဲ့ပုံချပြီးတော့တက်ကစစ်ကြောင်းဝင်ထိုးအဲ့တော့ပြောရရင်တော့တော်တော်လေးကိုတက်ကဟိုဖြစ်နေပြီတာစီပြန်ရနေပြီတပိတ်ချင်းလဲဒါကြည့်ရတာမကြခင်ပြန်ရတော့တော့ရှိတယ်မရယာလဲတက်ကပြန်ဆုံးမိုးနေပြီတပိတ်ချင်းကလည်းကိုလက်ထက်ရောက်ပြီနောင်ကျော်လည်းကိုလက်ပဲတိတ်မကြခင်မိုးကုတ်ပြီးရင်ဟိုဘက်ကကြောက်မဲတေးကြတယ်တက်ကတော့ပြောရရင်တော့အဲ့ဒီဟာပြက်ကြည့်လိုက်မြေပုံပြက်ကြည့်ပါတော့ပုံစံဖြစ်သွားလိမ့်မယ်တပိတ်ချင်းမရယာဒီကနောင်ချိုကြောက်မဲပြီးရင်တော့ဒီဘက်တဲမှာမိုးကုတ်ပတ်လဲပြီးအဲ့မိုးကုတ်ကနောက်ဆုံးလာမယ်ကျကြောက်တူးတော့မကုန်သေးလို့များစောင့်နေလားမသိဘူးဆိုတော့မိုးကုတ်လက်တော့နောက်ပြီးလာမယ်ကြောက်မဲလာမယ်အဲ့တော့တက်ကတဖြည်းဖြည်းချင်းတော့နေမီတို့ပြန်ပြီးရအောင်သိမ့်ပိုက်နေတယ်ဆိုတော့ပြန်တွေ့ရတယ်ဒါကတော့ပြီးရင်တော့အဲ့နေမီတွေအကုန်လုံးကိုပြည်သူလူထုအေးချမ်းသာနေလို့ရအောင်ပြည်သူလူထုတွေပြန်အပ်နိုင်မယ်လို့ကျွန်တော်တို့ကဒါကိုချမ်းမြေနားလဲပါတယ်เนาะဒါလေးကတော့ကျွန်တော်ရဲ့ဒီဟိုနောက်ဆုံးဟောလေးတစ်ခုပါအဲ့တော့ဒီထဲမှာအပိတ်လေးတစ်ခုကတော့ဟိုတခါကျရင်ကျွန်တော်တို့လောကမှာရှိတယ်မလားမရိုင်းရင်ဒါခလေးတယောက်မရိုင်းရင်မိမဆုံးမဖာမဆုံးမအဲ့လိုပြောကြမလားအခုတော့ဥယျင်ကိုအစိုးရဥယျင်ကိုယူတော့အားနာတယ်အစိုးရဥယျင်ကိုတော့เนาะအားနာတယ်ဒါပေမဲ့သူ့သားဟန်ထူးလွင်ဆိုတဲ့ကောင်မရိုင်းနေဆိုတော့ပေါ်သွားတာမရိုင်းနေဆိုတော့ပေါ်သွားတာဘယ်လိုပေါ်သွားဆိုတော့မအေးတောင်းအားလုံးသိတယ်မအေးတောင်းလည်း3000ထောင်ထဲမှာပါပါတယ်တူတူပဲမအေးတောင်းကသူ့ညီမအိမ်အောင်ကြသွားတဲ့အငယ်ဆုံးဆွေနဲ့ပတ်သက်ပြီးတော့ပြောတာပေါ့ဗျာဆွေကအရင်တော့အိမ်မှာတကယ်ကိုချင်းမကိုင်းချင်းမွေးမိလို့လည်းမွေးမိမလို့နေရတယ်ပေါ့အဲ့လိုနေရတဲ့ကြောင့်သူကရေးတာစာဖွဲ့ပြီးတာအဲ့ဒါကိုဟိုကဟန်ထူးလွင်ကဘာပြန်ပြောလဲဆိုတော့ဒီဆွေရဲ့ယောက်ျားဟန်ထူးလွင်ဘာပြောလဲဆိုတော့အေးညီမအရင်တော့ချင်းမွေးမိလို့ငါနဲ့တွေ့အမွေးတွေကုန်လောင်ကုန်ပြီဆိုပြီးတော့ပြန်ပြောတာပေါ့နော်အမွေးကုန်လောင်ပြီပေါ့ပြောတာဒါတော့တရားတရားကောင်းနေလေနှစ်လူခရိုနီနဲ့ယူခိုင်းလိုက်လေတဲ့တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်တဲ့တကားတွေပြောတယ်အဲ့လိုမျိုးကြီးဆဲတာဆိုတော့အော်လို့ဒီဟန်ထူးလွင်ဆိုတဲ့ကောင်ကကျွန်တော်ပွင့်လိုက်ပြီတခါတွေးကြည့်တယ်ရုပ်ကိုယ်တွေကလူယုံမပေါဘူးလူယုံမဟုတ်ရုပ်ကိုယ်တွေကလူယုံပေါတာဥယျင်ကိုတော့အားနာတယ်နော်ဒါပေမဲ့သူ့သားကိုကြည့်ပြီးတော့ဥယျင်ကိုဘလို့များမွေးနေတယ်မသိဘူးဥယျင်ကိုလည်းနေတိုင်းနဲ့သားသမီးမကောင်းမိဘကောင်းဆိုနေတိုင်းမိမဆုံးမဆုံးမသားလို့ဆဲခံအောင်ပဲတခါဆိုတော့တကယ်မရိုင်းတာတွေ့ရတယ်ဗျဒီတအုပ်စုလုံးကမင်းမော်ကုန်းလည်းမရိုင်းတာပဲစကား3ကုန်း5ကုန်းပြုတ်3ကုန်းကဆဲပြီးသွားပြီဒီဟန်ထုံးလည်း5ကုန်းပြုတ်3ကုန်းဆဲပြီးသွားပြီဆိုမရိုင်းရမ်းကားတဲ့ကောင်တွေကဒီတအုပ်စုတွေသွားတူနေတာသွားတွေ့ရတာခင်ဗျားတို့လည်းစဉ်းစားကြည့်ကြအောင်ဒီတအုပ်စုလုံးကမရိုင်းရမ်းကားတဲ့ဗီဇတွေကဗဒေတွေကဘယ်ကနေဘလို့စီးဆင်းလာကြတယ်ကျွန်တော်လည်းစဉ်းစားလို့မရဘူးမအေးတောင်းလည်းအပြန်တုတ်တာပဲပြန်တီးထည့်တာအဲ့မအေးတောင်းလည်းကိုယ်တိုင်နဲ့ကိုယ်ကပေါ့ဗျာမအေးတောင်းရနော်ခံကြပေါ့ကိုယ်တိုင်နဲ့ကိုယ်ပေါ့ဒါပေမဲ့သူတို့စုတွေမှာလည်းအဲ့လိုလေးတွေရောအထိခိုက်ဘွားလေးတွေရှိကြတယ်ဆိုတာလေးတွေ့ရတယ်ဒါလေးပြောရင်းနဲ့ကျွန်တော်ဒီတော့နဲ့ပိတ်ပါတယ်အားလုံးပဲကိုကြီးသားတွေရှိပါတိုက်ပေါ်စေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းအပြန်လာတက်ဖြတ်နေကြတာကိုလက်ကုပ်လဝတီပျော်နေတဲ့လူမိုက်လူရန်ကလူသက်ချမ်းဖက်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်မျိုးထုတ်ပါလို့ပြောရင်းနဲ့ခုနိုင်ပါ